လောကလူသားတွေလိုချင်တဲ့အရာမှန်သမျှဟာလူတွေရဲ့စွမ်းအားပေါ်မှာတည်ရှိနေတယ်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ပွင့်တော်မူလာတဲ့အခါမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေနာယူမှတ်သားပြီးတော့လူရဲ့စွမ်းအားတွေကိုအသုံးချပြီးတော့လောကီမှာကြီးပွားရေးတွေမကဘူးနောက်ဆုံးမှာတန်တရားဝကလွတ်နိုင်သည့်ထိအောင်လူတွေရဲ့စွမ်းအားဟာတွေအလွန်မြင့်မားလာတကူအနေနဲ့လည်းပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့ကျင့်စဉ်အတိုင်းကျင့်ကြံကြိုးကိုအားထုတ်လိုက်တာနတ်တွေတဲ့တာလွန်တဲ့တကူဗြဟ္မာတွေတဲ့တာလွန်တဲ့တကူလူစွမ်းအားနဲ့ရရှိသွားနိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကလူစွမ်းအားကိုသုံးချပြီးတော့လူတွေရဲ့တဏ္ဍာမှာကောင်းမှုတွေကိုအစဉ်စဉ်တိုးမြင့်မှုဟောကြားထားတဲ့ထဲမှာနေ့စဉ်ပြုတဲ့ကုသိုလ်တွေထဲမှာဒါနကုသိုလ်ရှိတယ်သီလကုသိုလ်ရှိတယ်ဘာဝနာကုသိုလ်ရှိတယ်ဒါနကုသိုလ်သီလကုသိုလ်နဲ့လူပြေနတ်ပြေဆိုတာရနိုင်တယ်သို့တော့ဗြဟ္မပြေကြတော့ဒါနကုသိုလ်သီလကုသိုလ်လေးနဲ့တင်မရဘူးဘာဝနာကုသိုလ်ဆိုတာလုပ်ဖို့လုပ်ရတယ်ပေါ့အဲ့ဒီဘာဝနာကုသိုလ်မှမရှိလို့ရှိရင်ဗြဟ္မပြေမှာမရနိုင်ဘူးအဲ့တော့ကာမဝဇ္ဇရဘုံလို့ခေါ်တဲ့ကာမဒီမျက်စိကမြင်တဲ့အဆင်းအာယုံနားကကြားရတဲ့အသံအာယုံနှာခေါင်းကနမ်းရှူရတဲ့အနံ့အာယုံလျှာနဲ့လျက်ရတဲ့အရသာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ပြီးတော့ရရှိတဲ့အထိတွေ့အာယုံဆိုတာဒါတွေကိုကာမအာယုံလို့ခေါ်တာနော်ကာမအာယုံဆိုတာတခြားဟာကိုပြောတာမဟုတ်လူချင်းစရာအာယုံတွေကိုကာမအာယုံလို့ပြောတာမြန်မာပြည်မှာကာမအာယုံဆိုအဓိပ္ပာယ်တစ်မျိုးပေါက်တာတွေရှိသေးတယ်ပေါ့နော်အဲ့ဒီအဓိပ္ပာယ်ပြောတာမဟုတ်ဘူးကာမအာယုံဆိုတာကာမဆိုတာလူချင်းစရာလူချင်းစရာအာယုန်တွေကိုကာမလို့ခေါ်တယ်လူချင်းစရာအာယုန်တွေကိုလူချင်းတတ်တဲ့တဏှာကိုလည်းကာမလို့တစ်ခါတစ်ခါသုံးတယ်ပေါ့ကာမတောဇာယတိသောခေါ်လို့ကာမကြောင့်ဆိုတာကြတော့လူချင်းမှုတဏှာကြောင့်တောကဖြစ်တယ်လို့ဒီလိုခေါ်တာလူချင်းစရာအာယုန်ကြောင့်တောကဖြစ်တာမဟုတ်ဘူးလူချင်းစရာအာယုန်ကိုလူချင်းနဲ့တဏှာကြောင့်သာတောကဖြစ်တာဒီလိုပြောတာနော်လောကမှာလိုချင်စရာအာယုံဆိုတာသူ့ဘာသူလိုချင်စရာရှိနေရမှာပဲလိုချင်စရာအာယုံတွေကိုလိုချင်စရာမကောင်းအောင်လုပ်ပြဖို့မလိုဘူးလောက်ရမှာကချိုးနေရမှာပါတော့လိုချင်စရာအာယုံကိုလိုချင်တဲ့တဏှာကိုချိုးနေရမှာနော်လိုချင်စရာအာယုံဆိုတာရှိနေရဒါကြောင့်မို့ကာမဆိုတဲ့စကားလုံးကိုအဓိပ္ပာယ်နှစ်မျိုးဖော်ထုတ်ရတယ်ဝဋ္ထုကာမတဲ့ကိလေသာကာမဝဋ္ထုကာမလို့ဆိုတာဟာလိုချင်စရာအာယုံဒါဖြင့်လိုချင်စရာအာယုံတွေကိုပြောပြသမှာဆိုရင်မျက်စိနဲ့မြင်နာမည်တက်ပြီးပြောမယ်ဆိုရင်အများကြီးဖြစ်သွားမှာเนาะဒါကြောင့်မို့လို့နာမည်တွေမတက်တော့ဘဲနဲ့ဘယ်လိုပြောရတော့မျက်စိနဲ့မြင်ပြီးလိုချင်စရာကောင်းတဲ့အာယုံနားကနားထောင်ရတဲ့လိုချင်စရာကောင်းတဲ့အာယုံနှာခေါင်းကနမ်းရှူချင်စရာကောင်းတဲ့လိုချင်စရာအာယုံလျှာနဲ့အရသာခံချင်စရာကောင်းတဲ့အရသာလိုချင်စရာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ခြင်းစရာကောင်းတဲ့ဖွတ်တပအထိတွေ့အာယုံအဲ့ဒီအာယုံတွေကိုကာမလို့ခေါ်တယ်နော်တခါတခါကျတော့ကာမဂုဏ်၅ပါးလို့ခုနဆိုတဲ့စကားလုံးကိုသုံးပြီးတော့ဂုဏ်လို့လည်းဒီလိုပြောလို့ရှိတယ်အဲ့ဒီခုနဆိုတဲ့စကားလုံးကသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဆိုတဲ့ဂုဏ်တွေနဲ့မတူဘူးဒီကာမဂုဏ်မှာပါတဲ့ခုနဆိုတဲ့စကားလုံးကအနှောင်အဖွဲ့လို့ဒီလိုအဓိပ္ပာယ်ရတယ်လိုချင်စရာအာယုံဟာစိတ်ကိုနှောင်ဖွဲ့ထားတတ်တယ်ကိုယ့်ကိုစဉ်းစားကြည့်ပေါ့မျက်စိနဲ့မြင်ပြီးတော့နှစ်သက်စရာအာယုံလေးရလဲကိုယ်စိတ်ထဲမှာဆွဲလန်းသွားစေတာပဲနားနဲ့ကြားရတဲ့အာယုံလေးရလဲကိုယ်စိတ်ကိုဆွဲလန်းသွားစေတာပဲနှာခေါင်းနဲ့နမ်းရှူရတဲ့မှုှကြိုင်တဲ့အနံ့လေးရလဲကိုယ်စိတ်ကိုဆွဲလန်းသွားစေတာပဲလျှာနဲ့အရသာခံရတဲ့ရတအာယုံလေးရလဲပဲကိုယ်စိတ်ကိုဆွဲလန်းသွားစေတာပဲနောက်တစ်ခါခန္ဓာကိုယ်နဲ့ထိတွေ့ပြီးတော့သိရတဲ့ဖွတ်တပအာယုံလေးရလဲကိုယ်စိတ်ကိုဆွဲလန်းစေတာအဲ့ဒီအာယုန်တွေဟာစိတ်ကိုချုံနှောင်ထားတတ်သောကြောင့်ခုန
စိတ်ထဲမှာလိုချင်စရာကောင်းသောကြောင့်ကာမအဲ့ဒီနှစ်ရပ်ကိုပေါင်းပြီးကာမဂုဏကာမဂုဏ်လို့ဒီလိုခေါ်တာနော်အဓိပ္ပာယ်နားလည်တာဟာအမတ္တမတန်မိုးရှိတယ်စကားလုံးတစ်လုံးရဲ့အဓိပ္ပာယ်ကိုကောင်းကောင်းသိလိုက်ပြီဆိုရင်ဘာဆိုလိုတာတော့ဆိုတာအမတ္တမရှင်းတယ်ပေါ့နော်အဲဒါကြောင့်မို့ဒါကိုလည်းသိဖို့လိုတာပေါ့ကာမဂုဏလိုချင်စရာအာယုန်တွေကိုလိုချင်စရာအာယုန်များသည့်စိတ်ကိုနှောင်ဖွဲ့ထားတတ်တယ်အဲ့ဒီလိုချင်စရာအာယုန်တွေကိုလိုချင်တတ်မဲ့တဲ့တဏှာအဲ့ဒီလိုချင်တတ်မဲ့တဲ့တဏှာကိုဖယ်ခိုင်းတာမြတ်စွာဘုရားလိုချင်စရာအာယုန်တွေကိုဖယ်ခိုင်းတာမဟုတ်ဘူးเนาะအဲ့ဒါကြောင့်မို့လို့လိုချင်စရာအာယုန်တွေကိုစွန့်ဖို့မလိုဘူးစွန့်ဖို့မလိုဘူးဆိုတာတွေ့တာထားမယ်လို့ပြောတာမဟုတ်ဘူးအစွမ်းရောက်တဲ့ပုဂ္ဂိုလ်ရဲ့အကျင့်ကြတော့လိုချင်စရာအာယုန်တွေကိုစွန့်ပယ်တာမျိုးရှိတယ်တခါတော့ကဗျမနကျင့်စဉ်တစ်ခုမှာသူကအိန္ဒိယကိုထိန်းချုပ်တယ်ဆိုတာဘာကိုခေါ်တာတုံးလို့မေးတော့အဲ့ဒီဗျမနတူကမြတ်စွာဘုရားကိုလျှောက်တယ်မကြည့်ပဲနားမထောင်ပဲနေတာဟာအိန္ဒိယကိုထိန်းချုပ်တာပဲဆိုတော့မြတ်စွာဘုရားကဘာထောက်ပြတော့အဲ့လိုဆိုလို့ရှိရင်တဲ့မျက်စိကန်းနေတဲ့လူတွေကအိန္ဒိယထိန်းသိမ်းပြီးသားဖြစ်မနေဘူးလားနော်မကြည့်ပဲနေုံနဲ့ကိစ္စပြီးတယ်ဆိုရင်မျက်စိကန်းရင်ပဲကြည့်လို့ရမှာတော့နားထိုင်နေတဲ့နားမကြားတဲ့လူကလည်းပဲအိန္ဒိယကိုထိန်းချုပ်ပြီးသားဖြစ်သွားမှာပေါ့တဲ့ဒီလိုဆိုလိုတာမဟုတ်ဘူးမျက်စိဆိုတာမြင်စရာအာယုံကိုမြင်မှာပဲနားကလည်းကြားစရာအာယုံကြားမှာပဲကြားတဲ့အပေါ်မှာတွေ့တာမှုဆိုတဲ့တဏှာမဖြစ်ဖို့မြတ်စွာဘုရားဒီလိုဟောတာနော်အဲ့တော့ပယ်ရှားရမှာတဏှာကိုသာဖယ်ရှားမှာအာယုံကိုဖယ်ရှားမှာမဟုတ်ဘူးလို့ဒီအဓိပ္ပာယ်မျိုးဆိုလိုတာပေါ့နော်ဒီအဓိပ္ပာယ်မျိုးကိုဆိုလိုတာအဲ့ဒါကြောင့်မို့လို့ကာမဆိုတဲ့ဒီအာယုန်တွေကကာမချမ်းသာဆိုတဲ့ဒီချမ်းသာတွေဟာလောကမှာဒီချမ်းသာဒုက္ခကိုမပေးဘူးလားလို့ဆိုပေးတယ်ကာမဒုက္ခလို့ပြောတဲ့အရာဟာမျက်စိကနှစ်သက်စရာအာယုန်ကိုကြည့်ပြီးတော့ချမ်းသာဒုက္ခခံစားတယ်နားကနားထောင်ပြီးတော့စိတ်ထဲမှာပျော်ရွှင်ချမ်းမြေ့မှုရတယ်နှာခေါင်းကအနံ့ရှူပြီးတော့ပျော်ရွှင်ချမ်းမြေ့မှုရတယ်နော်လျှာကအရသာခံပြီးတော့ပျော်ရွှင်ချမ်းမြေ့မှုကိုရတယ်ခန္ဓာကိုယ်ကထိပြီးတော့ပျော်ရွှင်ချမ်းမြေ့မှုကိုရတယ်အဲ့ဒီအာယုန်တွေကိုအကြောင်းပြုပြီးတော့ရတဲ့စိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုကိုကာမဒုက္ခလို့ခေါ်တယ်ပေါ့အဲ့ဒီကာမဒုက္ခတွေထဲမှာတတ္တဝါတွေဟာဒီကာမဒုက္ခတွေပဲဒီထက်မှပဲနစ်မွန်းနေပြီးတော့ဒီတောင်ကြီးကဒီဘောင်ကြီးကကြော်ထွက်ပြီးတော့မသွားနိုင်ကြအောင်အဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့မှကာမဒုက္ခတဲ့တာလွန်နဲ့ချမ်းသာဒုက္ခရှိသေးတယ်ဆိုတာဒီနေ့ခြားခြားသိလာကြအဲ့တော့ကာမဒုက္ခတဲ့ကြော်လွန်နဲ့ချမ်းသာဒုက္ခရဖို့ဆိုတဲ့အခါကျတော့ဒါနလေးနဲ့သီလလေးနဲ့မရတော့ဘူးဘာနဲ့သွားရတော့ဆိုဘာဝနာဆိုတာကိုကျင့်ရတယ်ဒီလိုဆိုလိုတာနော်တစ်ခုပြီးတစ်ခုတိုးမြင့်ပြီးတော့ကျင့်ဆောင်သွားတဲ့သဘောဘုရားဘာသာကျင့်စဉ်ကအတ္တမပြည့်ပြည့်စုံတယ်အခြေခံကိုလည်းကျင့်လို့ရတယ်အခြေခံနဲ့တဖြည်းဖြည်းအဆင့်မြင့်လာတာကိုလည်းကျင့်လို့ရတယ်နောက်ဆုံးမှာအဆင့်အမြင့်ဆုံးထိအောင်သွားလို့ရသေးတယ်ဘာဝနာဆိုတာကိုပဲနှစ်ပိုင်းခွဲပြီးတော့သမထဘာဝနာကိုကျင့်မယ်ဆိုလို့ရှိရင်ဗြဟ္မပြေမှာရောက်ရှိပြီးတော့တကောအဘိညာဉ်နေနဲ့အဲ့ဒီမှာပဲလမ်းဆုံးတယ်အဲ့ဒီသမထဘာဝနာကိုအခြေခံပြီးတော့ဝိပဿနာလမ်းကြောင်းဘက်ကိုဥလှည့်လိုက်မယ်ဆိုလို့ရှိရင်တော့တန်တရားဝဆင်းရဲကလွတ်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်ဆိုတဲ့အဆင့်ထိရောက်အဲ့ဒီအဆင့်ကြတော့ဘယ်ဘာသာမှမမီတော့ဘူးမြတ်စွာဘုရားဟောတဲ့တရားနော်တခြားဘာသာတွေမှာဒါနရှိတယ်သီလရှိတယ်သမထဘာဝနာရှိတယ်သို့တော့ဝိပဿနာဘာဝနာမရှိဘူးတဲ့တခြားဘာသာတွေမှာမြတ်စွာဘုရားကိုယ်တိုင်ကိုကပြိဋိဘံစံဃာနီးမှာသုဘဒ္ဓပြပိုက်ကြီးကိုပြောခဲ့တဲ့စကားလေးရှိတယ်
နှစ်ပေါင်း50နဲ့တစ်နှစ်သူတရားရှာပြီးတော့တရားဓမ္မတွေဟောပြောခဲ့တယ်နှစ်ပေါင်း50နဲ့တစ်နှစ်အတွင်းမှာတဲ့ဝိပဿနာနည်းရဲ့တစိတ်တဒေသတောင်ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးလို့ဒီလိုဟောတယ်မြတ်စွာဘုရားသာသနာကလွဲလို့ရှိရင်ဝိပဿနာဟောနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးဆိုလိုတာမဂ္ဂင်၈ပါးကိုမှန်မှန်ကန်ကန်ရှင်းပြပြီးမဂ္ဂင်၈ပါးအကျင့်နဲ့တဏှာဝဆင်းကလွတ်မြောက်ဖို့နိဗ္ဗာန်ဆိုတာဘယ်ဘာသာမှမရှိတဲ့အရာတစ်ခုပဲမြတ်စွာဘုရားပွင့်မှသိနိုင်တဲ့အရာအဲ့တော့နိဗ္ဗာန်ဆိုတာမြတ်စွာဘုရားပွင့်မှရတာမန်နဲ့မရနိုင်တဲ့အရာတစ်ခုပဲပေါ့ဘုရားမပွင့်လို့ရှိရင်ဒါနလုပ်ပြီးတော့လူဖြစ်ကြတယ်နတ်ဖြစ်ကြတယ်သီလဆောက်တည်ပြီးတော့လူဘဝရောက်ကြတယ်နတ်ဘဝရောက်ကြတယ်ကောင်းရသူအတိတွေရောက်ကြတယ်ပေါ့တပ္ပတကျင့်နေကျင့်ပြီးတော့ဗြဟ္မာဖြစ်ကြတယ်ဟောဒီလိုအစ်စ်တွေကတော့ရှိတယ်ပေါ့သို့တော့ဒီတဲ့ဘယ်သူမှမကြော်ဘူးဒီတဲ့မကြော်နိုင်ဘူးဘာဝနာကျင့်စဉ်တောင်မှပဲဘုရားလောင်တောထွက်လာတဲ့အခါမှာမြတ်စွာဘုရားအလောင်းတော်ဟာဆရာအမျိုးမျိုးတွေရဲ့ကျင့်စဉ်တွေကိုလိုက်ပြီးတော့စူးစမ်းလေ့လာပြီးကိုယ်တိုင်လက်တွေ့ကျင့်ကြည့်ဘုရားပြောမယ်ဆိုရင်အမြဲတမ်းလက်တွေ့ကြတဲ့ပုဂ္ဂိုလ်တူပေါ့အားလုံးကိုသူကိုယ်တိုင်လက်တွေ့လုပ်တယ်လက်တွေ့လုပ်ပြီးတော့မှဟောတာဖြစ်တယ်ဒါကြောင့်မို့ဘုရားကသူဟောတဲ့တရားနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောတော့ဆိုတယံအဘိညာသစ္စိကတ္တဝပဝေဒေမိတယံအဘိညာကိုယ်တိုင်သိအောင်လုပ်ပြီးသစ္စိကတ္တဝလက်တွေ့ကျင့်သုံးပြီးတော့မှပဝေဒေမိသူများကိုဟောပြောတာတဲ့စာအုပ်ထဲပါလို့ဟောတာမဟုတ်ဘူးဆရာတွေကသင်ပေးလို့ဟောတာမဟုတ်ဘူး tradition အစဉ်အလာရဟောတာမဟုတ်ဘူးလို့ဒီလိုဆိုလိုတာเนาะတဆင့်ကြားလို့ဟောတာမဟုတ်ရသောအဖြစ်တခြားဘာသာတရားတွေဒါသူတို့နှိုင်းရှင်တတ်အောင်လို့ပြောပြတာเนาะတခြားဘာသာတရားတွေဟာအကုန်လုံးတဆင့်ခံတွေကျွေးအားလုံးတိုက်ရိုက်ဘယ်သူမှမသိဘူးဘာသာမပြောနဲ့နတ်ကိုးပွဲတဲ့လူရောနတ်နဲ့တိုက်ရိုက်စကားပြောလို့ရလားဘယ်သူနဲ့ပြောရနတ်ကတော်နဲ့ပြောရနတ်ကတော်ပြောတာအဟုတ်ထင်ပြီးတော့လောက်ရတာဟုတ်တယ်မလားနတ်ကတော်ကဘာတဲ့ဆိုလို့ရှိရင်လောက်ရပြန်အဲ့ဒီတိုင်းပဲဘာမှမထူးကောင်းကင်ဘုံကတကုရှင်ကြီးကဆိုတာဂျားလူကပြောတာလေဟုတ်တယ်မဟုတ်လားဖာစင်းနဲ့ဆိုတာလေဂျားလူကပြောတာလေဘုရားသခင်ရဲ့အလိုတော်ကြားဆိုတာလေဂျားလူကပြောတာပဲသူနဲ့တိုက်ရိုက်တွေ့ရတဲ့လူရှိလားဆိုမရှိဘူးဂျားကမီဒီယေတာလို့ခေါ်တယ်ဂျားကပုဂ္ဂိုလ် messenger တမန်တော်ဆိုတာတွေကနေတစ်ဆင့်ပြောတာမြတ်စွာဘုရားရဲ့တရားတော်မှာဒီလိုတမန်တော်ဆိုတာမရှိဘူးเนาะဘုရားကိုယ်တိုင်သိပြီးတော့ဟောတာအမှန်တမ်းကျင့်တတ်စရာကောင်းသူသိပြီးသူဟောတာဟိုမဆုံးနိုင်တဲ့ဟိုရင်းကိုကောင်းကင်ဘုံကိုလက်ညှိုးထိုးကောင်းကင်ဘုံလက်ညှိုးထိုးတယ်ဆိုတာကိုမမီတဲ့နေရာကိုလှမ်းပြောတာပဲလေအဲ့တော့နတ်ကိုးပဲတဲ့လူတွေလည်းဘာထူးတော့ဟိုလက်ဖက်ရိုးလေးကောင်းပေါ်တင်ပြီးတော့အရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဆိုပြီးတော့ကဲအရှင်ကြီးကဘာလုပ်ချင်တာတုံးဆိုတော့သူ့အတန်လဲကြားရတာလည်းမဟုတ်ဘူးဒီနတ်ကတော်ကပဲမနေလေးလှုပ်လိုက်ဘာလှုပ်လိုက်နဲ့ဒီလိုပဲသူပြောတဲ့အတန်လေးနားထောင်ပြီးတော့ဒီကလူကတော့ဟုတ်ထင်ပြီးလှုပ်ပေးနေကြဒါမျိုးပဲမဟုတ်လားကိုယ်တိုင်လာပြီးတော့ပြောတယ်ဆိုတာရှိမှမရှိတာအဲ့တော့တစ်ဆင့်ခံနေကြည့်ပဲမြတ်စွာဘုရားအဲ့ဒါမျိုးမဟုတ်ဘူးတစ်ဆင့်ခံမဟုတ်ဘူးကိုယ်တိုင်ဟောတာလို့ဒီလိုဆိုတာဘုရားလောင်တောထွက်လာတဲ့အခါမှာဘာဝနာကျင့်စဉ်တွေကခစ်စားနေဘယ်အဆင့်တရားရောက်တော့ဆိုအတော်အဆင့်မြင့်နေသူတို့ကအာလာရကာလမဆိုတဲ့ယသိကြီးကြားဖို့ရလိမ့်မယ်နော်ဘုဒ္ဓဘုရင်ဖတ်တဲ့အခါမှာအာလာရကာလမယသိကြီးထံနှိခံပြီးတော့ကျင့်တယ်သူ့အဆင့်ကဘယ်အဆင့်ရောက်တော့ဆိုအဆင့်8ဆင့်သတ်မှတ်ထားတဲ့ထဲပဲရူပဝဆရဇံအဆင့်က4ဆင့်ရှိတယ်အရူပဝဆရဇံအဆင့်က4ဆင့်ရှိတယ်အလုံး8ဆင့်အဲ့ဒီ8ဆင့်ထဲမှာသူ့အဆင့်ကဘယ်ရောက်တော့ဆိုနံပါတ်9ထိအောင်ရောက်အာဂိစညာရဏဇံလို့ခေါ်တယ်အဲ့ဒီအဆင့်ထိအောင်သူရောက်တယ်သူ့တမာရီစွမ်းအားဘလောက်ကြီးတယ်ဆိုတာကိုတခါတော့ကတခါတယောက်ကရှောက်ဖူးတယ်တမာရီစွမ်းအားဘလောက်ကြီးတယ်ဆိုတာအာလာရကာလမယသိကြီးကလှဲလန်းဘေးကသစ်ပင်အောက်မှာထိုင်နေတယ်ထိုင်ပြီးတော့အဲ့ဒီအာဂိစညာရဏဇံလို့ခေါ်တဲ့တမဘတ်ဝင်စားပြီးတော့နေတယ်ဇံဝင်စားနေတယ်အိပ်ပြောနေတာမဟုတ်ဘူးသူအသိစိတ်ရှိတယ်အဲ့ဒီလိုထိုင်နေတဲ့အချိန်မှာ
မြို့တဲကသူထိုင်းနေတဲ့တစ်ပင်နာလေးကပ်ပြီးတော့လှဲပေါင်း900နော်လှဲပေါင်း900ကပ်ပြီးတော့မောင်းသွားတာ तू မသိလိုက်ဘူးဟုတ်တယ်စဉ်းစားကြည့်နော်မသိလိုက်ဘူးဆိုတာအတန်လည်းမကြားလိုက်ဘူးဘာမှလည်းမမြင်လိုက်ဘူး तू အိတ်နာလားဆိုအိတ်နေတာမဟုတ်ဘူးတမာရီဘလောက်ကောင်းတယ်ဆိုတာစဉ်းစားကြည့်ပါအနာနာလှဲသမားဆိုတာတူတူတိတ်တိတ်သွားရတဲ့လူမျိုးမဟုတ်ဘူးလေနွားကိုတစ်ဖက်ဖက်ရိုက်မယ်ဆဲမယ်ဆိုမယ်နဲ့ဒီလိုအော်ငေါက်ပြီးတော့လှဲမောင်းသွားတဲ့လှဲဟာတစ်စီးလည်းမကနှစ်စီးလည်းမက900 သူနားလေးကကပ်ဖြတ်သွားတာ तू မသိလိုက်ဘူးတကယ်မသိတာအိတ်နာလားဆိုအိတ်နာလည်းမဟုတ်ဘူးမေ့နာလားဆိုမေ့နာလည်းမဟုတ်ဘူးနော်တမာရီဝင်စားနေတာအဲ့ဒီလိုသူ့တမာရီကဘလောက်ကောင်းလို့ဆိုဒီလောက်ကြီးမားတဲ့အတန်တွေအနှောက်အယှက်တွေအနာနာသွားတာတောင်မှပဲသူ့တမာရီရဲ့ဆွမ်းအားဟာမတန်ကြီးမားတယ်လို့ဆိုတာနော်အဲ့ဒီနီလန်းတွေကိုအာလာရကာလမှာဟောနိုင်ခဲ့ဘုရားလောင်းဟာသူစီကနီးစနစ်ယူပြီးတော့ကျင့်ခဲ့ဘူးတည်တယ်သို့တော့ကျင့်မိမယ်လို့ဘုရားလောင်းကကိုယ်ပိုင်ညာနဲ့ဆင်ញင်စဉ်းစားကြည့်လိုက်တဲ့အခါအဲ့ဒီတမဘတ်ရလို့ဒီတမာတိစွမ်းအားနဲ့ဘယ်ရောက်တုံးဆိုအရူပဘုံကအာဂတနိသနာဘုံပဲရောက်မှာပဲကဘာပေါင်းမြောင်များစွာအသက်ရှည်ပြီးနောက်ဆုံးတန်တရားဥက္ကမလွတ်သေးဘူးဆိုတာဒီဟာသွားအောင်ပါနော်ဘုရားလောင်းရှာတာကဒီစံကျင့်စဉ်တွေနဲ့ဗြဟ္မဘုံရောက်ဖို့လမ်းရှာတာမဟုတ်ဘူးသူရှာတာကဗြဟ္မဘုံနဲ့ကြော်ပြီးတဲ့အခါတန်တရားဝကအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်တဲ့နေရာကိုသူရှာတာအဲ့ဒါဟာဒီတော်ထကျင့်စဉ်ကျင့်လို့ဗြဟ္မဘုံမှာလမ်းဆုံးတာပြန်မလာဘူးမဟုတ်ပြန်လာအောင်မှာတနေ့ကြတော့ဒါကြောင့်မို့ဒါလမ်းမဆုံးသေးဘူးသို့တော့အိန္ဒိယနိုင်ငံမှာထွန်းကားတဲ့ဘာသာတရားတွေအားလုံးဟာဗြဟ္မပြည်မှာလမ်းဆုံးတယ်သူတို့နော်ဗြဟ္မပြည်မှာလမ်းဆုံးတယ်အခုခေတ်ဘာသာတွေနဲ့အကုန်လုံးဗြဟ္မပြည်မှာလမ်းဆုံးတယ်မဟုတ်လားကောင်းကင်ဘုံ heaven ဆိုတာဗြဟ္မဘုံပြောတာပဲအဲ့ဒီမှာအားလုံးလမ်းဆုံးနေကြတယ်နော်ဘာခေါ်တော့ဆိုအခုခေတ်ဝါဒနဲ့ပြောရင်ထာဝရကောင်းကင်ဘုံဒီလိုဆိုလိုတာပေါ့အဲ့ဒီထာဝရကောင်းကင်ဘုံမှာပဲလမ်းဆုံးကြတာအဲ့တော့မြတ်စွာဘုရားရဲ့ဟောတဲ့တရားအရာကြအဲ့ဒီထာဝရကောင်းကင်ဘုံဆိုတာတတ္တဝါတွေရှိတယ်ထာဝရမဟုတ်ဘူးတဲ့ဒီနေ့ကျတော့သိမှာသို့တော့တက်တန်းအမတန်ရှည်သည့်အတွက်ကြောင့်မိတ်နေရအောင်ကဘာပေါင်းမြောင်များစွာနေပြီးတော့မိတ်နေလောက်အောင်ဖြစ်တာတခါတော့အောင်ကြီးရှိပါတယ်ကြားဖို့ကြပါလိမ့်မယ်ဗကပြမဆိုတာလေဗကပြမကြီးကသူစီလာတဲ့လူတွေအားလုံးကိုဝယ်ကန်းလုပ်တယ်ဝယ်ကန်းလုပ်ပြီးတော့သူနေတဲ့ပုံဟာမအိုမနာမသေးထာဝရဘုံကြီးလို့သူကိုယ်တိုင်ကကြွားခဲ့တာပြောခဲ့တာအဲ့လိုပြောခဲ့တာနော်အဲ့ဒီဗကပြမကြီးရဲ့အယူအဆတွေမှားယွင်းနေလို့မြတ်စွာဘုရားဘွားကနဲ့လူပြည်မှာပျောက်ပြီးတော့အဲ့ဒီမှာဘွားကနဲ့သွားပေါ်တာနော်ပြုတ်ခနဲ့ပျောက်ပြီးတော့ဘွားကနဲ့ဟိုမှာဖះသွားပေါ်တော့ဖះလည်းမြင်လိုက်ရောအဲ့တော့နတ်ပြည်တက်တယ်ဆိုတာဒီပုံစံနဲ့တော့မတက်ရအောင်နေမိတရုပ်ဖန်ဆင်းရတယ်သူကဒီပဂတိခန္ဓာကိုမဟုတ်ဘူးဒါလည်းပဲအလွန်သဘာဝကြတယ်အခုအာဂတသူရဲကောင်းနေဆိုတာဒီဝတ်နဲ့သွားလို့မှမရတာလေအကာအကွယ်တွေလုတ်ပြီးမှကောင်းကင်ကိုသွားလို့ရတာပဲအဲ့တော့မြတ်စွာဘုရားသခင်ကိုရမြတ်လည်းသူခန္ဓာကိုနေမိတရုပ်ဖန်ဆင်းပြီးတော့ကောင်းကင်ကိုဘွားကနေကြွသွားတာရောက်တော့ပကပြမကြီးကဘုရားလည်းတွေ့ရောဘာပြောတော့ဆိုသွားကတံဆိုတဲ့စကားလုံးကအင်္ဂလိပ်လို့ဆိုရင် welcome လို့ပြောတာပဲကြိုးဆိုပါတယ်ပေါ့အခုဒီသွားကတံဆိုတဲ့စကားကိုပဲသုံးတာလေစွာဂတ်ဆိုတာအိန္ဒိယနိုင်ငံတွေဘာတွေမှာသုံးတဲ့စကားလုံးစွာဂတ်ဆိုတာသွားကတကောင်းတော့လာခြင်း welcome လို့ဆိုလိုတာနော်ထိုင်းမှာသုံးတဲ့စကားကသူ့ဝတိစဝတိခတ်ဆိုတာသူ့ဝတိဟောတုချမ်းသာပါစေလို့ပြောတာအဲ့တော့စွာဂတ်လို့ဆိုတဲ့သုံးတဲ့စကားလုံးဟာသွားကတပဲသွားကတဆိုတာအင်္ဂလိပ်လိုကောင်းတော့လာခြင်းကျိုးဆိုပါတယ်ပေါ့ကျိုးဆိုပါတယ်ဒီဘုံဟာမအိုမနာမသေးဖြစ်ပါတယ်ရှင်ဂေါရမရောက်လာတာကျိုးဆိုပါတယ်ပေါ့ဒီဘုံကြီးဟာထာဝရနေသထာဝရဘုံကြီးပါလို့ဘုရားပြောမှာအဲ့လိုပြောတာအဲ့လိုပြောတော့မြတ်စွာဘုရားကအေးဗကဗြဟ္မာကြီးဟာ
အဝိဇ္ဇာမှောင်နေရောက်နေရှာတာကိုဘာမှမသိပါလားမသိတာအမတန်မှဆိုးဝါးလာတယ်လို့မြတ်စွာဘုရားကအဲ့လိုပြောလိုက်တဲ့အခါကျတော့ဘေးကမြမာတွေကဘာပြောတော့ဆိုအရှင်ဂေါရမအရှင်ယဟန်မပြောနဲ့ဒီမြမာကြီးကကဘာကြီးကိုဖန်ဆင်းတဲ့ပုဂ္ဂိုလ်တဲ့နော်သူပြောတာအသာနားထောင်ပေါ့သူစကားလိုက်တဲ့သူပြောတာအသာနားထောင်သူ့ကိုမဆန့်ကျင်နဲ့ဆန့်ကျင်လို့ရှင်မဟာအဝိဇ္ဇငရဲကြတတ်တယ်ဆိုတာလူစား6ရင်ကြောက်တယ်လေဘုရားလည်းအဲ့လိုမြမာတွေကဝင်6သေးတာဘယ်လို6နောက်ဆုံးကြတဲ့အခါကျတော့မြတ်စွာဘုရားကသူ့ကိုဘာပြောတော့ဆိုမင်းဒီဘုံရောက်လာတာဘာကြောင့်ရောက်တယ်ဘာကုသိုလ်တွေလုပ်ခဲ့တယ်ဆိုတာပြန်ပြောပြဘယ်ဘဝတုန်းကဘာလုပ်ခဲ့တယ်ဒီဘုံကိုဘယ်တော့မှရောက်လာတယ်နောက်ဘယ်တော့ချမင်းသိမယ်သိပြီးမင်းဘယ်သွားမယ်ဆိုတာတွေပါအကုန်ပြောတယ်နော်အဲ့ဒါကအမတန်မှရှည်လျားတဲ့ဒီကဘာချီပြီးတော့ကြာတဲ့တက်တန်းကိုပဲမြတ်စွာဘုရားကသူ့ရဲ့ဒီရှုပ်ဝဲချက်တွေဆိုပါစို့အတိတ်ဘဝကရှုပ်ဝဲချက်တွေအကုန်ပြန်ပြောပြတော့သူကအဲ့ဒါဘုရားကပြန်ပြောပြလိုက်တဲ့အခါကျသူလည်းမှတ်မိတော့သူလက်ခံသွားတယ်အဲ့ဒီမှာနော်အတိတ်ဘဝတုန်းကဘုရားနဲ့သူနဲ့ကဆရာတစ်ပည့်တော်ခဲ့သေးတာဟုတ်ရှိတော့ရသေးဖြစ်စဉ်တုန်းကသူကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်တဲ့ဒီကန္တရခရီးထဲမှာတတ္တဝါတွေဒုက္ခရောက်နေတဲ့အခါမှာဒီရေမရှိတော့ဒုက္ခတွေရောက်နေတော့သူကယသိတကိုးကြီးတဲ့ယသိဖြစ်တယ်အဲ့တော့ဘာလုပ်တုံးဆိုတော့ခင်းငါမြေကြီးကိုကန္တရဘက်ကိုစီးအောင်သူတကိုးနဲ့ဖန်ဆင်းပြီးတော့ခင်းငါမြေကြီးကနေပြီးတော့ဥလှဲ့ပြီးတော့ကန္တရရေရှားတဲ့ဘက်ကိုမြေကြောင်းကြီးတစ်ခုပေါ်သွားအောင်လုပ်ပြီးတော့ပေးလိုက်တော့ဟိုရေငတ်ပြီးတော့သေမဲ့တရားတွေလူတွေမသေးတော့အဲ့ဒီကောင်းမှုကိုသူလုပ်ခဲ့အဲ့ဒါကိုဖះကဖော်ပြတာအဲ့ဒီတုန်းကလုပ်ခဲ့တယ်မဟုတ်လားပြန်စဉ်းစားစမ်းဆိုတော့ဟုတ်တယ်ငါလုပ်ခဲ့တယ်အဲ့ဒါလို့ပေါ်လာတာသူကုသိုလ်ကောင်းမှုတွေကိုပြန်ထုတ်ပြောပြပြီးတော့ဒီဘုံဟာတက်တန်းဘလောက်ပဲရှိတယ်ဆိုတာမြတ်စွာဘုရားထောက်ပြတာဘဂဗြဟ္မာကြီးကိုချွတ်တယ်ဆိုတာအဲ့ဒါပြောတာနော်ဘဂဗြဟ္မာကြီးနဲ့မြတ်စွာဘုရားနဲ့ဟာခုခေတ်စကားနဲ့ပြောရင်တော့ hide and seek ခေါ်တာပေါ့တူပုံနှံကစားဗြဟ္မာကြီးကတကိုးပြိုင်တာပေါ့မြတ်စွာဘုရားကသူကပုံပြမယ်တော့သူပဲရောက်နေတယ်ဆိုတာရှာပေါ့ hide and seek ခေါ်တာနော်တယောက်ကပုံနေတယောက်ကတွေ့အောင်ရှာဆိုတော့မြတ်စွာဘုရားကကဲပုံဆိုတော့ဗြဟ္မာကြီးကရုပ်ပုံသေးသေးလေးဖန်ဆင်းပြီးပုံတာမြတ်စွာဘုရားမင်းဒီမယ်ဆိုတာတောက်လျှောက်ပြောလို့ပြဘယ်နေရာမှသူပုံလို့မရအဲ့တော့ဘုရားကသူပုံလို့မရတော့သူရှုံးတဲ့အခါကျတော့ငါပုံမယ်တဲ့ငါအလှဲ့တဲ့အဲ့ကြတော့မင်းရှာပေတော့လို့ဆိုပြီးတော့မြတ်စွာဘုရားကဘာလုပ်တော့ဆိုတကယ်ကိုသေးသေးလေးဖန်ဆင်းပြီးတော့သူ့မျက်ခုံးမွေးပေါ်မှာဆင်းညာရှာမျက်ခုံးမွေးတော့မြင်မှမမြင်ပဲရှာလို့ပဲရကိုမျက်ခုံးကိုမြင်ရရဲ့လားအဲ့ဒီမှာသေးသေးလေးဖန်ဆင်းပြီးတော့တောကြယဟန်ဂေါရမဟာပုံတယ်လို့ပြောတာ तू ပြန်သွားတာဖြစ်ချင်းဖြစ်မှာ तू ပြန်သွားတာဖြစ်တော့တယ်ပုံတာမဟုတ်တော့ဘူးဆိုပြီးတော့အထင်လွဲမှာဆိုလို့မြတ်စွာဘုရားဂါထာလေးတစ်ပုဒ်ရွတ်အတန်တော့ကြားရတယ်လူရှာမတွေ့နော်အဲ့ဒါဟာဒီတကယ်အဲ့ဒီဇာလန်းကိုတကယ်ဖတ်ချင်တယ်ဆိုလို့ရှိရင်မူရင်းချမ်းမစ္စည်းမပဏ္ဏသမှာပါတယ်နော်မစ္စည်းမပဏ္ဏသမှာပါတယ်အဲ့ဒီမှာအဲ့ဒီတုတ်တံမှာသွားပြီးတော့ချီဒီစကားတွေအကုန်လုံးပါဖះကအဲ့ဒီတော့ဂါထာရွတ်တာဘာရွတ်တော့ဆိုဘဝေဝါဟံဗယံဒိဋ္ဌောဘဝံစဝိဘဝေတိနဘဝနာဘိဝတိကိဉ္စီနန္ဒိသနဥပါဟိတေဘဝမှာအပြည့်အနာစာတွေကိုသူရှာတွေ့တယ်တဲ့အပြည့်အနာစာတွေကြောက်ပြီးတော့ဘဝခင်းရနိဗ္ဗာန်ကိုသူမျှော်လင့်တယ်လို့နေ့ရဖို့ရအတွက်ကြိုးစားအထုတ်တယ်လို့ဒီခါထာလေးကိုရွတ်နေတာအဲ့တော့တချို့ကတော့ဖះရဲ့ကိုပြောက်ခါထာဆိုပြီးတော့အမေကိုပြောက်ချင်လို့အုံလေးခံပြီးတော့ရွတ်တယ်ဘယ်တော့မှမပြောက်ဘူးဖះကပြောက်တာတကိုးနဲ့ဒီခါထာရွတ်လို့ပြောက်တာမှမဟုတ်တာနော်ဂါထာကြိုက်တဲ့လူကလည်းပဲအဲ့ဒါအုံခံပြီးတော့ရွတ်တတ်သေးတယ်နော်အုံခံပြီးတော့ရွတ်တာတော့ဟုတ်ပါပြီအုံအကြောင်းကသိရဲ့လားမသိဘူးနော်မသိဘဲနဲ့ရွတ်ရင်ဒုက္ခရောက်ပဲဒါမှမဟုတ်ကလေးတွေတခါတလေပြောရတယ်အင်ကြီးတွေဝတ်ထားတယ်နောက်ကအင်္ဂလိပ်စာတန်းတွေပါတယ်မင်းတို့ကောင်းတွေဖတ်ထားရလားဒီနောက်ကအင်္ဂလိပ်စာတွေဘာတွေရေးထားမှမသိမောနဲ့အရောင်နော်ဘာရေးထားတာတော့မှမသိဘဲနဲ့သွားဖို့လို့တခိုးလို့ရေးထားရင်မခက်ပေဘူးလားကိုယ့်ကိုကြော်ညာပြီးသားဖြစ်နေတာလေ
အဲ့တော့ဗမာပြည်မှာအဲ့လိုအင်္ဂလိပ်စာတန်းနေနဲ့အင်ကြီးတွေဝတ်နေကြတယ်ဝတ်နေတဲ့ကလေးတွေတွေ့ရင်တော့အဲ့လိုပြောမင်းသိရလားမသိမဟုတ်နဲ့တော့အဲ့လိုအဲ့ဒါမျိုးတွေကိုသွားပြီးတော့တွေ့တဲ့ခါကျပြောရတယ်အဲ့ဒီမှာအုံဆိုတာကိုဘုရားဘာသာတွေကမရွတ်တဲ့အရာတစ်ခုဖြစ်တယ်ဒါကတော့မူရင်းအုံကိုပြောတာနော်ကိုယ့်ဘက်ကိုအဓိပ္ပာယ်တစ်မျိုးနဲ့ရွတ်တာကိုပြောတာမဟုတ်ဘူးဒီမူရင်းအုံရဲ့အဓိပ္ပာယ်ကဘာတော့ဆိုအခရာ၃လုံးအရဲ့ဥရဲ့မရဲ့အဲ့ဒီအခရာရဲ့ဥအခရာရဲ့မအခရာရဲ့ဒီ၃လုံးကိုတတန်နဲ့ထွက်အောင်ဆိုကြည့်အောင်ဟောဥမအမြန်ကြီးဆိုအောင်ဒါလို့ဖြစ်တယ်မပါးစပ်ပိတ်လိုက်တယ်လေအဲ့တော့ဗမာနားထဲမှာတော့အောင်လို့လို့အုံလို့လို့ဒီလိုခြားထဲမှာကြားလိုက်မယ်နော်ဒါအိန္ဒိယဟိန္ဒူတွေရွတ်တဲ့စကားလုံးဘာကိုရည်ညွှန်းတာတော့ဆိုကဗြဟ္မာရဲ့နောက်ဆုံးမရဲ့နောက်မှာရှိအဲ့ဒီကိုဗြဟ္မာကိုရည်ညွှန်းပြီးတော့ဘိစနုမြန်မာတွေကဘိသနိုးလို့ခေါ်တယ်ဘိသနိုးနတ်ကြီးသူတို့ဝါဟာရနဲ့ဘိစနုအဲ့ဒီကဥရှိဗံတိဝနတ်ကြီးရဲ့နောက်ကအခရာစလုံးကမအဆုံးနဲ့ရှိဗံလို့ခေါ်တယ်အဲ့ဒီကမအဲ့ဒီဥမ၃လုံးကိုကြည့်ပြီးတော့ဗြဟ္မာရဲ့ဘိသနိုးရဲ့တိဝရဲ့ကိုးကွယ်တဲ့ဟိန္ဒူတွေရွတ်တာအဲ့ဒါနော်အဲ့တော့ဘုရားဘာသာနဲ့မှမဆိုင်တာလေမဆိုင်မိမဲ့လို့အုံနေကြတာပဲဘာလို့အုံမှမသိဘူးအဲ့တော့မသိတာလှုပ်တာတော့မကောင်းဘူးပေါ့နော်သိမှပဲကောင်းတယ်တခါတလေကျတော့မသိပဲလှုပ်ရင်တနည်းအားဖြင့်သိတဲ့လူနဲ့တွေ့ရှက်စရာကြီးပေါ့နော်ရှက်စရာကြီးဆိုပြောပြအောင်မယ်တခုဂျပန်နေဝင်လာပြီးတော့ပြန်ဆုတ်သွားတဲ့အခါကျတော့ဗမာပြည်မှာဒီမိလာခွဲအိုးဆိုတာစတီးနဲ့ပါနဲ့ဒီလိုသုံးတာရှိမှမရှိသေးတာအဲ့တော့နော်ဂျပန်ခေတ်မှာအဲ့ဒီလိုအိုးတွေပါလာတယ်အဲ့ဒီအိုးတွေ့တဲ့အခါကျတော့တောကလူတွေပေါ့ကောက်ပြီးတော့ဟာကောင်းတယ်ဆွန်းထဲလို့ကောင်းတယ်ဆိုအဲ့ဒါသွားရောတကယ်နော်အဲ့တချို့ကတော့အဲ့ဒီအဖုံလေးလှတယ်ဆိုရေဘုံလောက်တာတကယ်ဖြစ်တာအဲ့ဒါတောရတွေမှာအဲ့တော့တကယ်ဖြစ်ခဲ့တာတွေပြောတာဘုန်းကြီးကအသက်ကြီးတော့ရှေ့မိနောက်မိခဲ့ဂျပန်ခေတ်မတိုင်ခင်ကမွေးတာဆိုတော့ဒါတွေအကုန်လုံးသိခဲ့ဟိုလူပြောဒီလူပြောနားထဲမှာမှတ်မိနေတာဒါတွေကအဲ့တော့ဒါမျိုးတွေကမသိပဲနဲ့သွားပြီးတော့အသုံးပြုရင်အတော်ဆိုးတဲ့ကိစ္စတွေပဲเนาะအတော်ဆိုးတဲ့ကိစ္စတွေဘာသုံးတာတော့လို့ဆိုတာသိဖို့လိုအပ်တယ်ပေါ့အဲ့တော့အခုလည်းအတူတူပဲအုံဆိုတာဘယ်လိုအဓိပ္ပာယ်ရှိတာတော့မရွတ်ခင်ကမေးဖို့ကောင်းသေးတာပေါ့မသိပဲနဲ့ရမ်းအုံနေလို့ရှိရင်တော့အဲ့ဒါအဓိပ္ပာယ်မရှိရရောက်သွားတာပေါ့ကိုးကွယ်တာကတခြားရွတ်နေတာကတခြားဆိုတော့လို့စွမ်းမလို့မစွမ်းနိုင်ဘူးเนาะသို့တော့တိုက်ဆိုင်သွားတဲ့အခါလူကစွမ်းတယ်လို့ထင်တာပဲလောကတိုက်ဆိုင်မှုဆိုတာအများကြီးရှိတယ်ချက်နဲ့မှပေးတာတောင်မှကဏ္ဍဒါပဲရှိတာလေ1 2 3 4 9ပဲရှိတာပဲလေအဲ့ဒီတခုတိုက်သွားရတယ်လေဒီပိဋကတ်ထဲမှာဟောခဲလေးငယ်လုံးလောက်ပြစ်ထည့်လိုက်တယောက်ရောက်တော့မှန်မှာပဲပေါ့နော်လွဲတဲ့လူတွေကအများကြီးသို့သောမှန်တဲ့လူကပြောလိုက်ပဲသူကြော်ညာတာနဲ့ဟုတ်ဖြစ်ကုန်လောကကြီးမှာတိုက်ဆိုင်မှုလေးတွေနဲ့အလွမ်းတည်နေကြတာတွေကအများကြီးတကယ်ဖြစ်တာမဟုတ်ဘဲနဲ့လေတိုက်ဆိုင်သွားတာတွေဒါကြောင့်မို့လို့အသိဉာဏ်ဆိုတာအမှန်တမ်းအရေးကြီးတယ်ကြည့်ခုနတော့ကဘာဝနာကျင့်စဉ်တစ်ခုကျင့်နော်ဗြဟ္မာတွေအဲ့ဒီဗြဟ္မာတဲ့စွန့်သွားအောင်မြတ်စွာဘုရားရဲ့ဒီကိုတမာရီကျင့်စဉ်ကပိုးပြီးတော့ထက်ထက်မြက်မြက်ဖြစ်သွားတယ်ပေါ့ဒါကြောင့်မို့လို့လူစွမ်းအားဆိုတာနော်ဗြဟ္မာတွေတဲ့လေတာတယ်လို့ဒီလိုပြောလို့ရတယ်ပေါ့ကဲကောင်းပြီဘုန်းကြီးတို့တွေအခုမင်္ဂလာကျင့်စဉ်အနေနဲ့အောင်မြင်ကြီးပွားဖို့ရအတွက်ကျင့်လိုက်တဲ့အခါမှာတာမန်ပုဂ္ဂိုလ်တွေဒီလူဘဝမှာပေါင်းသင်းဆက်ဆံရေးကနေစပြီးတော့နောက်ဆုံးမှာပညာရက်တွေသင်သွားသည့်အထိနော်လူဘဝမှာအောင်မြင်ကြီးပွားမှုတွေရတယ်
လူဘဝမှာပြည့်ပြည့်စုံတဲ့အောင်မြင်ကြီးပွားမှုရပြီဆိုတဲ့အခါတရားရှာခြင်းပြီနော်လူဆိုတာစီးပွားရေးတွေအကုန်ပြီးပြီတရားရှာခြင်းပြီဆိုတော့ဘာလို့อ่ะမနေ့ကပြောထားခဲ့တဲ့အထက်ပဲနော်ကတင်ညုတာကျေစုသိတတ်တဲ့လူတယောက်ဖြစ်သွားသူတော်ကောင်းဖြစ်သွားလို့ရှေ့ဆက်ပြီးတော့တရားရှာခြင်းနဲ့လူပြည်နတ်ပြည်ဗြဟ္မပြည်ဆိုတာမကနောက်ဆုံးနိဗ္ဗာန်ထိအောင်ရခြင်းနဲ့ဆိုရင်မလုပ်ရမလဲဆိုရင်တရားနာရမယ်တရားနာရဲဆိုတာတရားကိုသင်တာပဲပေါ့ဓမ္မတဝနာတရားနာရဲဆိုတဲ့နေရာမှာနားထောင်ရုံတသက်မဟုတ်ဘူးသူကနားထောင်ရမယ်မှတ်သားထားရမယ်အဓိပ္ပာယ်ကိုစူးစမ်းဆင်ခြင်ရမယ်အဓိပ္ပာယ်ကိုသိရှိနားလည်ပြီးတော့လိုက်နာကျင့်သုံးရမယ်အဲ့ဒီ၅ခုမှပြည့်စုံတယ်တရားနာခြင်းရဲ့အဓိပ္ပာယ်အဲ့ဒီထိအောင်သွားရမယ်နော်အဲ့တော့တရားနာတာကဓမ္မတဝနာတရားနာပြီးတော့မှတ်ထားတာကနော်ဓာရဏတရားကိုမှတ်ထားပြီးဘာလို့ရမလို့အထုပပရိက္ခရာအ내အဓိပ္ပာယ်ကိုစူးစမ်းဆင်ခြင်တယ်အထုပပရိက္ခာအ내အဓိပ္ပာယ်ကိုစူးစမ်းဆင်ခြင်မှုပြုရမယ်အ내အဓိပ္ပာယ်စူးစမ်းဆင်ခြင်ပြီးတဲ့အခါကျတော့အ내အဓိပ္ပာယ်ကိုသိရှိနားလည်ရမယ်ထိုးတွင်သိရှိရသိပြီးတဲ့အခါမှာအဲ့ဒီအတိုင်းလိုက်နာကျင့်သုံးရမယ်အောင်မြင်အောင်လုပ်ရမယ်ဒီအဆင့်၅ဆင့်လုံးမှပြည့်စုံတယ်အနုဆိုရင်လမ်းခုလတ်ပဲနော်လမ်းခုလတ်တဲ့ရပ်နေတဲ့သဘောပဲဒါကြောင့်မို့လို့ကာလေနဓမ္မတဝနာတင်းလျောက်ပတ်တဲ့အချိန်မှာတရားနာပြီးရည်ရွယ်ချက်ကလူလောကစီးပွားရှာဖို့ကြီးပွားတိုးတက်ဖို့တွေမကဘူးတန်တရားဝကလွတ်ဖို့တရားဓမ္မကိုရှာဖွေဖို့ဆိုတဲ့အဆင့်ထိအောင်ရောက်လာပြီဆိုလို့ရှိရင်တော့အဲ့တော့တရားဓမ္မကိုနာရမယ်နာပြီးတဲ့အခါမှာစူးစမ်းဆောင်းထားရမယ်ဆောင်းထားပြီးတော့အ내အဓိပ္ပာယ်ကိုစဉ်းစားဆင်ခြင်ရမယ်ဟုတ်တယ်မဟုတ်ဘူးနော်စဉ်းစားဆင်ခြင်ပြီးတဲ့အခါမှာအသိဉာဏ်နဲ့သိအောင်လုပ်ပြီးတော့ဆင်ခြင်ခြင်းတဲ့အခါအဖြေထွက်လာလိမ့်မယ်ထွက်လာပြီးတဲ့အခါမှာလက်တွေ့ကျင့်သုံးရအဲ့ဒါကိုလက်တွေ့ကျင့်သုံးတာကိုဓမ္မာနုဓမ္မပฏิပတ်တိလို့ခေါ်တယ်ဓမ္မဆိုတာမတရားဖို့တရားနိဗ္ဗာန်ကိုဓမ္မလို့ခေါ်တယ်အနုဓမ္မဆိုတာဓမ္မာနုဓမ္မနော်ဓမ္မအနုဓမ္မဒီလိုပုတ်ဖြတ်တာဓမ္မဆိုတဲ့လောကုတ္တရာတရားနဲ့လျော်တဲ့အနုဓမ္မကိုကျင့်ရအနုဓမ္မကျင့်ဆိုတာဘာတော့သီလကိုကျင့်တယ်သမာဓိကိုကျင့်တယ်ပညာကိုကျင့်ဒါကိုဆိုလိုတယ်နော်သီလသမာဓိပညာဆိုတာဘာတော့မဂ္ဂင်၈ပါးပဲပေါင်းလိုက်တဲ့အခါကျတော့လက်တွေ့ကျင့်သုံးရမှာတပည့်တော်တို့ဘာလုပ်ရမှာတော့ဆိုရင်ဒါပဲလုပ်ရမှာသူကနံပါတ်1ကသီလနံပါတ်2ကသမာဓိနံပါတ်3ကပညာဒီ၃ခုဒီကျင့်စဉ်မဂ္ဂင်၈ပါးကျင့်စဉ်ကိုကျင့်ကြံကြိုးကိုအားထုတ်တာတဲ့အဲ့ဒါကိုဓမ္မနုဓမ္မပฏิပတ်လို့ခေါ်တယ်အဲ့ဒါလို့မကျင့်မဲနဲ့ကျင့်တယ်ဆိုတာတိုးတက်လာအောင်လုပ်ခြင်းပဲပေါ့အဲ့ဒါလို့မကျင့်မဲနဲ့ဘာမှရလာမှာမဟုတ်ဘူးအဲ့တော့ကျင့်ဖို့ရအတွက်ကျင့်ပြီဆိုတဲ့အခါမှာဘာလို့တော့လို့ဆိုတော့ခန္တီသိခံမှုကလို့များသောအားဖြင့်လူတွေကသိတာဆဲရင်ပြန်မဆဲနဲ့ကိုလာစားရင်ပြန်မပြောနဲ့သိခံအဲ့ဒီသိခံလေးပဲသိတာတရားကျင့်တဲ့သိခံဆိုတာအဲ့ဒီတည်းပို့တယ်နော်အဲ့ဒါတွေကအပေါ်ယံလေးတရားကျင့်လို့သိခံဆိုတာကဘာတော့ဆိုလို့ရှိရင်တရားထိုင်တဲ့အခါမှာနော်နာကျင်ကြိုက်ခဲတာတွေတွေ့မယ်ဒါတွေသိခံယာတိဥရုဒံသိခံရမယ်ဆာလောင်တာသိခံရမယ်အကုန်လုံးသိခံဥပုသ်ဆောင်တယ်ဆိုတာကြည့်လေညနေဗိုက်စာနေလည်းပဲသိခံသိမခံရင်အဲ့ဒါဥပုသ်ကျိုးမှာပေါ့အဲ့တော့ကုသိုလ်ကောင်းမှုတစ်ခုလုပ်တယ်ဆိုတာသိခံအခုတရားနာရတယ်ဆိုမညောင်းလားညောင်းတယ်သိခံမှအသိဉာဏ်ရမှာကိုအဲ့ဒါသိခံတယ်ဆိုတဲ့ခန္တီဟာအမှန်တမ်းကျက်ပြအဓိဝါဒနာခန္တီလို့ခေါ်တယ်ကိုမကြိုက်တဲ့အခြေအနေတစ်ခုဖြစ်ပေါ်နေတာကိုစိတ်ကလိုက်ပြီးတော့မကြေမနပ်ကြီးဖြစ်မနေပဲနဲ့သူ့ကိုဂရုမစိုက်ပဲနဲ့ဆက်လက်ပြီးတော့နေနိုင်တာကိုသိခံတယ်လို့ခေါ်တာနော်သိခံတယ်လို့ခေါ်ဒါမို့သိခံခြင်းရဲ့အဓိပ္ပာယ်ကိုတိတိကျကျဖွင့်ပြပါလို့ဆိုရင်ခန္တိဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုပြောမယ်ဆိုလို့ရှိရင်ခန္တိဆိုတာစွမ်းရည်တတ္တိ ability နော် ability လူတွေရဲ့စိတ်စွမ်းအားတစ်မျိုးကိုခန္တီလို့ခေါ်တယ်ဘယ်လိုစိတ်စွမ်းအားတုံးလို့ဆိုရင်စัจจิမဲ့တွေဂျုံတွေ့လာတဲ့အခါမှာ
ပင်ကိုစိတ်နေစိတ်ထားတွေပြက်ပြားမသွားအောင်ထိန်းနိုင်တဲ့စွမ်းရည်တတ္တိကိုခန္တီလို့ခေါ်တယ်။ကဲဆိုတော့ဥပမာလေးတစ်ခုပြောမယ်။လူဟာဒီတိုင်းနေတယ်။ဟန်ကြချင်းလေးရလာကြိုက်တယ်နားတယ်ရားတယ်။နော်နားတယ်ရားတယ်။အဲ့ဒါလေးကိုမခံနိုင်ဘူးဆိုရင်ချင်းကိုတတ်လိုက်မယ်နော်။တစ်ခုလုံးလိုက်မယ်ပေါ့မခံနိုင်တော့ချင်းကြိုက်တာမခံနိုင်ဘူး။အဲ့ဒါလိုမဟုတ်ဘူးမကြိုက်ခင်ကအတိုင်းပဲကြိုက်နေတော့လေသူကခီးမဆိုင်ဘူးအဲ့ဒါမှခန္တီလို့ဒီလိုပြောတာကဲတကယ်ချင်းနှစ်ယောက်စကားပြောနေကြတယ်ပျော်ပျော်ရွှင်ရွှင်နေကြတယ်နောက်တစ်ယောက်ကလာပြီးတော့ဆဲတယ်အဲ့ဒီပျော်ရွှင်တဲ့စိတ်ပြက်ပြားသွားရင်ပြန်မဆဲတော့သီးခဏမဟုတ်ဘူးလို့ပြောရမယ်နော်ပျော်ရွှင်တဲ့စိတ်မပြက်အောင်ထိမ့်သိမ်းထားနိုင်မှသီးခဏတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်နောက်ပိုင်းကျတော့ခန္တီကပုံပြက်လာတဲ့အခါကျတော့ဘယ်လိုပြောရအောင်ဆိုခန္တီစမနိုင်လို့သိခံရခြင်းဒီလည်းကောင်းဆိုအတိတ်ပဲအဲ့လိုဖွင့်လာကြနော်မနိုင်တော့အောက်ဤသိခံရတာရင်ထဲကတော့ဘလောင်ဆူနေတာနော်အန်ကျိတ်နေတာလူကမသိဘူးအဲ့ဒါကိုအန်ကျိတ်တာကိုလည်းသိခံတယ်လို့ထင်နေတယ်မဟုတ်ဘူးပင်ကိုစိတ်ကိုပြောင်းမသွားမှခန္တီအဲ့တော့ဒီခန္တီဆိုတဲ့ဟာအမှန်တမ်းအရေးကြီးတယ်တရားအထုတ်ပြီးဆိုရင်ခန္တီရှိရမယ်သူသိခံနိုင်စွမ်းရှိရသိခံနိုင်စွမ်းမရှိရင်တရားသူမရနိုင်ဘူးတဲ့ဒါကြောင့်မို့လို့ခန္တီရှိရမယ်သိခံနိုင်မှုရှိလာတဲ့ပုဂ္ဂိုလ်တယောက်ဟာတခါတည်းဟန်လူဆိုတာမာနအမတန်မှကြီးတယ်နော်မာနအမတန်မှကြီးတယ်ကိုယ့်ကိုတယောက်ယောက်ကနေပြီးတော့မေတ္တာရှိလို့တတိပေးလည်းပဲလက်မခံရှာမရှိနဲ့ငါသိတယ်နော်ရှာမရှိနဲ့ကအရင်လာတာပဲအဲ့တော့ဓမ္မာနလို့ခေါ်တာပဲပေါ့ဘယ်သူပြောတာမှမခံဘူးဘယ်သူပြောတာမှကိုယ်လာဆရာမလုံးနဲ့ပေါ့နော်ကိုယ်ဆရာလာမလုံးနဲ့ဆိုတယ်အဲ့ဒီဟာမျိုးကိုဒေါဝစတ္တာလို့ခေါ်တယ်အပြောခက်တဲ့အဲ့တော့အဲ့ဒီလိုမဖြစ်ရဘူးတဲ့သောဝစတ္တာပြောလို့ဆိုလို့လွယ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဘာပြောနော်ပြောတာကိုလက်ခံပြီးတော့ကိုယ့်ကိုစဉ်းစားဉာဏ်နဲ့ကျင့်သုံးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့ဒါလို့ဆိုလို့လားသောဝစတ္တဆိုတာအမတန်မှပြောလို့ဆိုလို့လွယ်တယ်ဟုတ်မဟုတ်ရှင်ရာဟုလလေးဟာဖရာရဲ့သားတော်လို့ဆိုပေမဲ့လို့မာနအမတန်ကင်းတယ်မြတ်စွာဘုရားကဆုံးမထားတာအမြဲတမ်းရှင်ရာဟုလကိုယဟန်တွေကစကြတာပြောင်ကြတာပုထုဇဉ်ယဟန်တွေဆိုတာနည်းနည်းအစအပြောင်လေးတော့ရှိတတ်တယ်ပေါ့ရှင်ရာဟုလကိုဘယ်လိုစကြတော့ဆိုရှင်ရာဟုလသွားတဲ့လမ်းကိုတပြက်စီးကိုလမ်းပေါ်ပစ်ထားပြီးတော့ရှင်ရာဟုလသွားတဲ့ကလာတဲ့အခါကျပြောကြတယ်ဒီတပြက်စီးဘယ်သူပစ်ထားတာတော့ဟဲ့ဆိုဒီနာတော့ရာဟုလသွားတာပဲသူနေမှာပေါ့သမင်စတာနော်သူနေမှာလို့ဆိုတဲ့အခါကျတော့ရာဟုလလည်းကြားရောအရှင်ဘုရားတို့တပည့်တော့တိမ့်သွားပါမယ်နောက်မဖြစ်စေရပါဘူးနဲ့ပြောတာသူမဟုတ်ဘူးလို့မပြောအဲ့ဒါမျိုးကိုသောဝစတ္တာလို့ခေါ်တယ်ရှင်ရာဟုလဘလောက်တူခိုးစရာကောင်းလို့ဆိုမနဲ့အဲ့ရထတယ်ဆိုလို့ရှိရင်သဲပုံလေးနာသွားပြီးတော့သဲကိုလက်တဆုပ်နဲ့ကျုံပြီးတော့ဒီကနေ့ငါ့ကိုဆုံးသွားတဲ့လူတွေဟောလို့သဲပွဲလောက်များပါစေငါ့ကိုတတိပေးမဲ့ပုဂ္ဂိုလ်တွေသဲပွဲလောက်များပါစေလို့နေ့တိုင်းသူကအထိတ်ထန်တယ်လို့ပြောတယ်အဲ့တော့ပြောမဲ့လူတွေကိုသိတ်လိုချင်တယ်နော်တတိပေးမဲ့ပုဂ္ဂိုလ်တွေကိုသိတ်လိုချင်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုသောဝစတ္တာလို့ခေါ်တယ်များသောအားဖြင့်လူတွေကမာနနဲ့ခံပြီးတော့လာမပြောနဲ့ဆရာမလုံးနဲ့ဆိုတာလေဒီခါဂျာနယ်တကူကကြင်ကြတာတောင်ပြောသေးတယ်မဟုတ်လားလာမပြောနဲ့ကုမုဒ္ဒရာဖတ်ပြီးသားဆိုတာနော်အဲ့တော့အပြောကိုမခံဘူးခုခေတ်ကလာမပြောနဲ့အဲ့ဒါမျိုးလေသောဝစတ္တာဆိုတာအမှန်တမ်းအရေးကြီးတယ်အဲ့လိုကြတော့ကိုယ့်ကိုတတိပေးမဲ့ပုဂ္ဂိုလ်တွေဟာအမှန်တမ်းပေါ်ပြီးတော့ပြောလို့ဆိုလို့လွယ်တယ်ဆိုပြီးတော့အားလုံးကမေတ္တာတက်ရောက်ကြတယ်ပေါ့ဒါကြောင့်မို့သိခံရမယ်ပြောလွယ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဟောနောက်တစ်ခုကသမဏနိစ္စဒသနာအကျင့်ကောင်းပြီးတော့ငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်တွေကိုတွေ့တယ်ဆိုတာစိတ်အားအမှန်တမ်းတိုးတက်เสียရှိတယ်ပေါ့သူတို့ဖူးတွေးလိုက်တဲ့အခါမှာကိုယ်စိတ်အင်အားတွေအများကြီးရတယ်မတူဘူးတခါကျတော့ကိုကြီးညိုလေးစားတဲ့ဆရာတော်တွေတမန်တော်တွေသွားပြီးတော့တွေးလိုက်ရတဲ့အခါမှာစိတ်ဓာတ်အင်အားတွေအများကြီးတက်လာတယ်ပေါ့ကုသိုလ်ကောင်းမှုလုပ်ချင်တဲ့စိတ်တွေတက်လာဒါကြောင့်မို့လို့
ယမယံခါသွားပြီးတော့ဖူးတွေ့ရတယ်မြတ်စွာဘုရားလက်ထက်တုန်းကနကုလပိဋကတကာကြီးဆိုတာကျောင်းသွားပြီးအမြဲတမ်းရှင်သာရိပုတ္တရာတို့ယဟန္တာတွေနဲ့သွားတွေ့တယ်ဆုံတယ်တရားနာတယ်မေးမသိတာမေးတယ်မြန်တယ်ဟောသူတို့မှစိတ်ဆွမ်းအားတွေအများကြီးတက်နော်အများကြီးတက်တယ်အဲ့ဒီလိုစိတ်ဆွမ်းအားတွေတက်မသိတာတွေသိမရှင်းတာတွေရှင်းလာအောင်တမနာနဲ့စထသနာယဟန်တော်တွေကိုဖူးတွေ့တယ်ဆိုတာအဲ့ဒီအထိပ္ပယ်နဲ့ပြောတာနောက်တစ်ခုဓမ္မတာကိစ္စကိုမသိတာကိုမေးတယ်သူများကိုသိတာကိုသူများကိုပြောပြတယ်ဆွေးနွေးတယ်အတူတကွတရားစကားပြောတယ်ဆိုဒါတွေကအသိဉာဏ်တိုးတက်ခြင်းရဲ့အကြောင်းတရားတွေကိုစီးပူးအားထုတ်တယ်လို့ဒီလိုပြောတာအဲ့တော့တန်တရားဝကကျွတ်ချင်လာပြီဆိုတဲ့အခါမှာဒီအခြေခံတွေမလုပ်လို့မရဘူးတဲ့ဒီအခြေခံတွေလောက်ရအဲ့ဒါလို့လုတ်ပြီးတဲ့အခါကျတော့ဒီတဲ့အစင်မြင့်ကျင့်ပြီဆိုတဲ့အခါတပလို့ဆိုတာကိုယ့်ကိုမျက်စိကနေပြီးဒီအကုသိုလ်မျက်စိကမြင်ပြီးတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်နားကကြားပြီးတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်အကုသိုလ်တွေကိုထိမ့်ချုပ်နိုင်တဲ့အကျင့်တစ်မျိုးအကျင့်ဒါကိုအိန္ဒြေကိုထိမ့်ချုပ်တယ်လို့ခေါ်တယ်အဲ့လိုထိမ့်ချုပ်တဲ့အကျင့်ကိုတပအကျင့်လို့ခေါ်တယ်အဲ့ဒီကနေနောက်ဗြဟ္မစရိယဆိုရယ်မဂ္ဂင်၈ပါးအကျင့်ကိုကျင့်တဲ့အခါကျတော့ဘာတွေ့တယ်ဆိုအမှန်ကိုတွေ့တယ်တပောစဗြဟ္မစရိယင်စအမှန်တွေ့တယ်ဆိုတာအရိယသစ္စာနာထသနာဆိုအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်နေတဲ့သဘာဝတရားကြီးကိုသိလာတယ်နောက်ဆုံးနိဗ္ဗာန်မြင်လာတယ်ပေါ့မြင်လာတဲ့အခါကျတော့နိဗ္ဗာန်သစ္စိကရိယာစဒါကိုပြောတာနော်ကျင့်စဉ်တစ်ခုဟာဒီမင်္ဂလာတုတ်ထဲမှာပဲဒီကိုယ့်ရဲ့နေ့စဉ်ကျင့်စဉ်ဟာအခြေခံကစပြီးတော့နိဗ္ဗာန်ရသည့်ထီအောင်အကုန်လုံးညွှန်ကြားထားတာပါတယ်ပေါ့အေးဒါကြောင့်မလို့ဘုန်းကြီးတို့တွေအခြေခံသိပြီးတဲ့အခါမှာနိဗ္ဗာန်ရဖို့အကျင့်ကိုကျင့်ကြင်ပြီဆိုလို့ရှိရင်ဘာကစရမလို့ဆိုလို့ရှိရင်တရားနာတာကစတရားနာတယ်ဆိုတာသင်တာပဲလေကပ္ပထာထုတ်ဖို့နီးသင်ရတယ်ယုံနာအကြောင်းကိုသင်ရတယ်မသင်ဘဲနဲ့သွားလို့ရှိရင်မှားကုန်မှာပေါ့ဘယ်ဟာယုတ်ဘယ်ဟာနာဆိုတာအ ਨੇ ဆုံးသိအောင်တရားနာရတယ်သင်ရတယ်သင်ပြီးတော့သိခံနိုင်စွမ်းရှိရမယ်ဆိုတဲ့အလုပ်ငန်းတွေကစရမယ်ပေါ့အေးဒါကြောင့်မို့လို့ဘာဝနာဆိုတဲ့ကျင့်စဉ်တစ်ခုကျင့်တော့မယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲလှုပ်တဲ့လှုပ်ထိုက်တာဘာရှိသလဲမြတ်စွာဘုရားကပြည့်စုံတဲ့ကျင့်စဉ်တစ်ခုကိုချမှတ်ပြီးတော့ပြဖះမပွင့်ခင်တုန်းကကျင့်စဉ်တွေကတမထကျင့်စဉ်တစ်မျိုးကဘယ်လိုရှိတာတုံးလို့ဆိုဖះမပွင့်ခင်တော့ကျင့်စဉ်တစ်ခုကစပြောရမယ်ဆိုလို့ရှိရင်သူကလောကလူသားတွေဟာနေ့စဉ်နဲ့အမျှခံစားပြီးတော့တွေ့ကြုံခံစားနေရတဲ့ဒုက္ခကာမဒုက္ခလို့ခေါ်တယ်ခုနပြောတဲ့ကာမချမ်းသာတွေအဲ့ဒီကာမဒုက္ခတဲ့တာလွန်တဲ့ချမ်းသာရှိသလားလို့ဆိုရှိတယ်အဲ့ဒီကာမချမ်းသာကိုမီလဒုက္ခတဲ့မစင်လို့ယွန်စရာကောင်းတဲ့ချမ်းသာမျိုးပါတဲ့အရိယာသူတော်စင်တွေဘက်ကကြည့်ရင်အိုးမစင်လို့ယွန်စရာကောင်းတဲ့အောက်တန်းကြတဲ့ချမ်းသာမျိုးဓမ္မစကြာမှာဟောထားတယ်မဟုတ်လားဟိနောကမ္မောပောထုဇဏိကောအနာရိယောအနတ္ထတံဟိတောဆိုကြည့်ဟိနောအောက်တန်းကြတယ်တဲ့ဒီကာမဒုက္ခဆိုတာအမှန်တမ်းအောက်တန်းကြဘာလို့အောက်တန်းကြတာတော့ဆိုကိုမျက်စိအောက်မှာရှိတဲ့ခွေးကလေးတွေကြောင်လေးတွေတောင်သူကအထိုက်တဲ့ကာမဒုက္ခသူတို့မှရနေကြတယ်လေတိရစ္ဆာန်တွေတောင်ခံစားလို့ရတဲ့ချမ်းသာဟာအောက်တန်းကြတာပေါ့ကိုကလူပဲလေအသိဉာဏ်ရှိတဲ့လူသားတစ်ယောက်ကတိရစ္ဆာန်တွေခံစားနိုင်တဲ့ချမ်းသာမျိုးလေးနဲ့တင်ကျင့်တတ်နေရင်ဒါအောက်တန်းကြတယ်လို့ခေါ်တယ်ဒီချမ်းသာမျိုးဒါကြောင့်အဲ့ဒီချမ်းသာစွန့်ပြီးတဲ့အခါမှာနိက္ခမဒုက္ခလို့ဆိုတဲ့ဒီကာမဂုဏ်အာယုန်တွေကထွက်ခွာပြီးတော့ရလာတဲ့ချမ်းသာတစ်မျိုးရှိသေးတယ်အဲ့ဒီချမ်းသာမျိုးကိုရောက်ချင်လို့ရှိရင်ကာမဒုက္ခကိုစွန့်မစွန့်ရင်မရဟိုဘက်ကရောက်ချင်ရင်ဒီဘက်ကခွာရမယ်ဒီလိုဆိုလိုတာနော်ကာမဒုက္ခကိုလက်မလွတ်ဖက်နဲ့နိက္ခမဒုက္ခရချင်တယ်ဆိုလို့မရဘူးတဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီကာမချမ်းသာတွေကိုပထမကိုယ်အနေနဲ့ခွာလိုက်တယ်နောက်စိတ်ပါခွာလို့ရအောင်ဒီသာသနာပေါင်းဝင်နေဆိုတာကိုယ်အနေနဲ့ပထမခွာလိုက်တာနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားနဲ့ပထမဆုံးတွေ့ပြီးတော့ဆွမ်းကပ်ခဲ့တဲ့ညီကိုရဲ့နာမည်သိတယ်မဟုတ်လားတပုဒ္ဒနဲ့ဗန္လိကဆိုနော်တပုဒ္ဒနဲ့ဗန္လိကဘုရားသမိုင်းတွေကတော့ရန်ကုန်သားလို့ပြောတာပါနော်ပိဋကထဲကတော့ရန်ကုန်သားဟုတ်ပုံမပေါ်ဘူးအဲ့တော့
ဒီတပုဒ္ဒနဲ့ဗန္လိကဆိုတဲ့လူတွေကဖះနဲ့တွေ့တော့ကတော့ဒီဖះတရားမဟောသေးတော့သူတို့တရားမနာရအောင်ဓမ္မစကြာမဟောသေးခင်မြတ်စွာဘုရားပဲတရားမှမဟောဘူးเนาะသူတို့ကဖះဖြစ်ပြီးကစားတွေ့အောင်တွေ့တော့ဆံတော်ရှစ်စုရတယ်ဆိုပါစို့ကဲထားတော့အဲ့ဒါလိုနဲ့ဒွေဝါစိကတရဏဂုံဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိစောင့်တည်ပြီးတော့နောက်ဒုတိယအကြိမ်သူတို့ဘယ်မှာတွေ့တော့ဆိုမြတ်စွာဘုရားရာဇဂိုပြည်ရောက်တဲ့အခါမှာသူတို့ဘုရားစီထပ်ရောက်လာတယ်အဲ့တော့ထပ်ရောက်တဲ့အခါမြတ်စွာဘုရားတရားနာတော့ဗန္လိကတပုဒ္ဒကအကိုဗန္လိကကညီဗန္လိကကဘုရားတရားနာပြီးတဲ့အခါကျတော့ကာမဒုက္ခကိုဆွန့်လွတ်ပြီးတော့ယဟန်ဘဝပြောင်းသွားတယ်နိက္ခမဒုက္ခနော်ဗန္လိကယဟန်ဝတ်သွားတယ်အဲ့ဒီမှာအဲ့ယဟန်ဝတ်သွားတော့တပုဒ္ဒကကြံရစ်တယ်တပုဒ္ဒသူတို့နှစ်ယောက်စလုံးဟာအဲ့ဒီမှာသောတပန်ဖြစ်ပြီးတော့ဒီဗန္လိကယဟန်ခံပြီးနောက်ဆုံးမှယဟနာဖြစ်သွားတယ်ပေါ့တပုဒ္ဒကတော့သောတပန်ဘဝနဲ့ပဲဥပဒကဘဝနဲ့ပဲနေတယ်အဲ့ဒါလို့နေရင်းကနေပြီးတော့မန္လာတိုင်းမှာရှင်အာနန္ဒာနဲ့တခါသွားဆုံးသုတ်တန်တစ်ခုရှိတယ်တပုဒ္ဒသုတ်ဆိုတာရှိတယ်အင်္ဂုတ္တရနိကေအဲ့ဒီတပုဒ္ဒသုတ်မှာရှင်အာနန္ဒာနဲ့သူတွေ့တယ်တွေ့တော့သူကဘာလျှောက်တုံးဆိုရင်ရှင်ဘုရားတဲ့တပည့်တော်ကတို့ကလူဘဝမှာပျော်တာတဲ့ကာမဂုဏ်အာယုန်နေနဲ့ပျော်တာတဲ့သားတွေသမီးတွေနဲ့စီးပွားဥစ္စာရှာပြီးလူဘဝမှာပျော်တာတဲ့ဒါသောတပန်တော့သူပြောတာလူဘဝမှာပျော်တာဘုန်းကြီးဝတ်ဖို့စဉ်းစားလိုက်ရင်တပည့်တော်6ကဘာတဲ့ဆင်းရမှာလောက်ကြောက်တယ်တဲ့ဟုတ်လားမသိဘူးเนาะအမျိုးသမီးတွေဆိုသီလရှင်ဝဲရမှာစဉ်းစားလိုက်တာနဲ့6ကဘာတဲ့ဆင်းရမှာလောက်ကြောက်တယ်တဲ့ပပတောဝိယခာယတိတဲ့ဘုန်းကြီးဘွားဟာ6ကဘာကြီးလို့စိတ်ထဲမှာအောင်းမိတယ်တဲ့သူကလျှောက်တာเนาะနိက္ခမဒုက္ခငြိမ်းချမ်းတယ်လို့သိတော့သိပါတယ်တဲ့တပည့်တော်ဘုန်းကြီးဘွားအေးချမ်းတယ်လို့သိတယ်တဲ့ဒါပေမဲ့တကယ်ဝတ်မလို့စဉ်းစားတဲ့အခါမှာ6ကဘာကြီးလို့စိတ်ထဲမှာကြောက်လန့်စရာကြီးဖြစ်တယ်လို့သူကအဲ့လိုလျှောက်တော့ရှင်အနန္ဒာကအေးဟုတ်ပြီဒီလိုဆိုရင်မြတ်စွာဘုရားစီသွားရအောင်ဆရာစီတို့စကားအရင်နှီးပြူစရာရှိတယ်ဘုရားကိုတွေ့ဖို့စကားလက်ဆောင်တစ်ခုပါလာပြီဆိုပြီးတော့သူ့ကိုခေါ်ပြီးတော့ဘုရားစီသွားပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်ဒီတပုဒ္ဒကဒီလိုလျှောက်ပါတယ်ဗျာဒီတကားကတပည့်တော်ဒီလိုလျှောက်တယ်ဆိုတော့မြတ်စွာဘုရားကဟုတ်တယ်တဲ့နော်ငါလည်းပဲဒီနိက္ခမကာမဂုဏ်အာယုန်တွေကထွက်ခွာတာကောင်းတယ်ဆိုတာငါလည်းသိခဲ့တယ်ငယ်ဒီဖះမဖြစ်ခင်ကနော်ဖះလောင်းဘွားတော့ကနိက္ခမဆိုတဲ့စကားလုံးက renounce ဆိုတာလူဘွားကနေရှောင်တာလည်းပဲနိက္ခမပဲနော်ကာမဂုဏ်အာယုန်တွေကမျက်နှာလွှဲဖယ်တာလည်းပဲနိက္ခမလူတွေကကာမဂုဏ်အာယုန်ဘက်သာဥလှည့်ထားတာကိုကာမဂုဏ်အာယုန်ကိုကြောခိုင်းပြီးတော့ဒီတိတ်ဆိတ်ငြိမ်သက်ပြီးတော့တူးတဲ့နေဖို့ဆိုတာကြတော့အဲ့ဒါကြတော့နိက္ခမဘဝတစ်ခုကိုစွန့်လွတ်လိုက်တာနော်မိသားစုဘဝမိသားစုလိုက်ကိုစွန့်လွတ်လိုက်ပြီးတော့ဒီရဟန်းဘဝကိုကူးပြောင်းတာဒါလည်းနိက္ခမအဲ့တော့ငါလည်းပဲဘုရားအလောင်းဒီတရားထုတရားမြတ်မရခင်တော့ငါတဲ့ဒီနိက္ခမလို့ဆိုတဲ့ကာမဂုဏ်အာယုန်တွေကနေထွက်ခွာပြီးတော့ကျင့်ရတဲ့အကျင့်ဟာကောင်းတယ်လို့ငြိမ်းချမ်းတယ်ကောင်းတယ်ဆိုတာငါလည်းသိတယ်တဲ့ပြီးတော့နောက်ကောင်းတယ်နောက်လွတ်လပ်တူးတယောက်တည်းလွတ်ကျွတ်နေတာဟာကောင်းတယ်တယောက်တည်းနေတာကောင်းတယ်ဆိုတာငါသိတယ်တဲ့သို့တော်လည်းလက်တွေ့အဲ့ဒီနိက္ခမကာမဂုဏ်အာယုန်တွေကိုစွန့်ပြီးတော့ကာမဂုဏ်အာယုန်တွေကိုစွန့်လွတ်ပြီးတဲ့အခါမှာတူးတည်းနေဖို့ဆိုတာကိုကြိုးစားကြည့်လိုက်တဲ့အခါစိတ်ကကာမဂုဏ်တွေအာယုန်တွေဘက်ကိုပြန်သွားနေတယ်အလွယ်တကူနဲ့မရကောင်းမှန်းသိတယ်လှုပ်လို့မလွယ်ဘူးလို့အဲ့ဒါမျိုးကိုငါကြည့်တယ်အဲ့ဒါမျိုးကိုယ်တိုင်တွေ့ခဲ့တယ်ပေါ့နော်ကိုယ်တိုင်ဒါဒီပိဋကလည်းကိုယ့်ကိုစဉ်းစားကြည့်ပေါ့နော်ကောင်းမှန်းတော့သိတယ်သီလရှင်ဘဝအေးချမ်းမှန်းသိတယ်အမျိုးသမီးတွေဆိုအမျိုးသားတွေဆိုလည်းဘုန်းကြီးဘဝအေးချမ်းမှန်းသိနော်အေးချမ်းတယ်ဆိုတာပြောတယ်တကယ်ဝတ်မလားလို့ဆိုတဲ့အခါကျတော့ခုန6ကဘာကြီးတဲ့ဆင်းရမှာလို့လန့်အဲ့ဒါဘာဖြစ်လို့ဒီလိုဖြစ်တယ်လဲကောင်းမှန်းသိရင်ဘာလို့မလုံနိုင်တယ်လဲလို့ဆိုတော့မြတ်စွာဘုရားဟောတာတော်တော်ရှင်းတယ်ရှင်းလေးဟောတာမြတ်စွာဘုရားငါစဉ်းစားတယ်တဲ့နိက္ခမကောင်းမှန်းသိရတဲ့နဲ့ဘာဖြစ်လို့ငါမလုံနိုင်တာတော့ဆိုတော့
ကာမဂုဏ်ရဲ့အပြစ်တွေကိုငါတွေးတာအားနည်းနေသေးတယ်နိက္ခမရဲ့အကျိုးကျေးဇူးတွေကိုစဉ်းစားတာအားနည်းနေသေးတယ်ဒါကြောင့်မို့အင်အားမရှိသေးတာအဲ့တော့ကာမဂုဏ်ရဲ့အပြစ်တွေကိုမြင်တဲ့မြင်အောင်ထပ်ပြီးတော့ကြိုးစားကြည့်ဆိုပါစို့ဘုန်းကြီးဝိချင်တဲ့လူတယောက်ဟာလူဘဝရဲ့ဒုက္ခတွေအများအားထိုင်စဉ်းစားနေဘယ်လောက်ညီငွေစရာကောင်းတယ်ဘယ်လိုဒုက္ခတွေများတယ်ဆိုတာကိုစဉ်းစားနော်အဲ့ဒါကိုအပြစ်ကိုမြင်တယ်လို့ပြောတာအဲ့ဒီအပြစ်မြင်မှုဟာစိတ်ဓာတ်ထဲမှာကြန့်ခိုင်လာသည်ထိအောင်လေ့ကျင့်ရတွေးရအပြစ်တွေကြီးပဲတွေးလောကမှာအပြစ်တွေမြင်လာလို့ရှိရင်ဆွန့်လွတ်နိုင်တာပဲလေဘယ်ပစ္စည်းပဲဖြစ်ဖြစ်အပြစ်မမြင်သေးရင်တော့သဘောကျနေမှာပဲပေါ့အပြစ်မြင်လာရင်ဆွန့်လွတ်နိုင်အဲ့တော့ကာမရဲ့အပြစ်တွေကိုမမြင်အောင်ကြိုးစားပြီးတော့နှလုံးသွင်းဆင်ခြင်တယ်နိက္ခမရဲ့အကျိုးကျေးဇူးတွေကိုတစ်ဖက်ကနေပြီးတော့ဘယ်လိုကောင်းတယ်ဆိုတဲ့ကောင်းကျိုးချမ်းသာတွေရနိုင်မှုအဲ့ဒါတွေကိုဆင်ခြင်သုံးသပ်မှုအားကောင်းလာအောင်ကြိုးစားလိုက်တဲ့အခါကျတော့ဟောကာမတွေဆွန့်လွတ်ဖို့အပြစ်မြင်ထားတဲ့ကာမတွေကိုဆွန့်လွတ်ဖို့လွယ်သွားတယ်တဲ့နိက္ခမလို့ဆိုတဲ့ဒီကာမကိုဆွန့်လွတ်ပြီးတော့ရရှိလာတဲ့နိက္ခမဒုက္ခအပေါ်မှာလည်းပဲလွယ်ကူကူနဲ့ခံစားသွားနိုင်တယ်လို့ဒီလိုဆိုတာနော်ကဲစဉ်းစားကြည့်ပေါ့လူငယ်လူရွယ်တွေနဲ့စဉ်းစားကြည့်ဟိုအပျော်ပါးကိုလိုက်စားနေကြတဲ့လူငယ်လူရွယ်တွေကြည့်တရားပွဲလာပြီးတော့ငုတ်တုတ်ကြီးတွေထိုင်းနေကြတာပြင်းစရာကြီးလို့ပဲတွက်မှာပဲဟိုနာသွားစတေရှိုးသွားနားထောင်မယ်ရီကြမယ်မောကြမယ်ဆလန်းကြည့်ကြမယ်အဲ့ဒီဘက်သာပျော်မှာပေါ့မပျော်ပေဘူးလားတရားအထုတ်တာဝါသနာမပါတဲ့လူတွေကစဉ်းစားကြည့်လိုက်မယ်နော်ဟိုအမြဲတမ်းတချို့ကတယောက်တည်းနေတောင်မှနှစ်ချက်တည်းဟိုတဲ့နားတဲ့ကိုနှစ်ချက်ကလေးထည့်ပြီးတော့တကိုယ်လုံးလှုပ်နေတဲ့လူတွေအများကြီးပဲနော်နတ်ပူးနေသလားအောင်းမိတာစိတ်ဆွဲတယ်ဆိုလားဘာဆိုလားသူပြောကြအဲ့ဒါတကိုယ်လုံးလှုပ်နေတာဗမာပြည်မှတယ်မဟုတ်ဘူးဘုန်းကြီးတို့ဂျာမနီသွားတော့မြေထားနဲ့ပြန်လာတဲ့အခါဂျာမန်ကြီးတယောက်ဝဝကြီးသူကအဲ့ဒီမှာ CD player လေးပါလာတယ်လက်ထဲမှာအဲ့ဒါနားထဲထည့်ပြီးတော့ဘာသချင်းလို့တော့မသိဘူးသူကြည့်ရတာတော့အဲ့ဒါဂျမ်ပိန်းနဲ့တူပါတယ်ကြာဘယ်သူမှကြည့်မဆိုင်ဘူးသူတကိုယ်လုံးရမ်းနေတာပဲနော်တကိုယ်လုံးရမ်းနေတာအဲ့ဒါလို့ feeling တက်နေတာပေါ့နော်အဲ့ဒါနဲ့လူတွေကအဲ့ဒီဘက်ကိုအပျော်ကများတာကိုအဲ့ဒီဘက်ကပျော်တဲ့ပုံကိုယ်တွေကတိတပင်ရင်ဝါရွယ်အောက်မှာသို့မဟုတ်ရိတ်တာသွားပြီးတော့တရားထိုင်နေတဲ့လူတွေဘာများသွားပြီးလုံနေကြတာတော့ငုတ်တုတ်ကြီးတွေပြင်းစရာမကောင်းဘူးလားသူတို့အနေနဲ့တွေ့ကြည့်လိုက်ပြင်းစရာကြီးလို့မြင်မှာပဲပြင်းစရာကြီးလို့မြင်မှာဒါကဒီဘက်ကလူတွေကလည်းတရားရဲ့ငြိမ်းချမ်းမှုကိုသိထားတဲ့ပုံကိုယ်တွေကတော့ယူလိုက်ကြတာဟိုစတိတ်ခုံမောကပြောချင်တာတွေပြောတာပါဇက်ကလေးမောပြီးတော့တော်လုံးနေကြတယ်ပေါ့ဒီလိုအပြန်အလှန်မြင်ကြတာပြောပြတာနော်ဒီလိုပဲမြင်ကြမှာပဲလေဂျမ်ပိန်းနဲ့နားကြီးနေတာများအမလေးသူကအကောင်းထင်ပြီးတော့လုံနေတယ်လို့ပြောကြမှာပဲအဲ့ဒါလို့တအုပ်နဲ့တအုပ်ဟာအမြင်ချင်းမတူကြဘူးအမြင်ချင်းမတူအပြစ်ကိုမြင်တယ်အကျိုးကိုမြင်တယ်ဒီလိုခွဲခွဲခြားခြားမြင်လာပြီဆိုတဲ့ပုဂ္ဂိုလ်ကလည်းအပြစ်မြင်ပြီးအကျိုးကိုသိတဲ့ပုဂ္ဂိုလ်ကလည်းဆွန့်လွတ်နိုင်တယ်မဆွန့်လွတ်နိုင်ဘူးမဟုတ်ဘူးဆွန့်လွတ်နိုင်တယ်ဒီလိုဆွန့်လွတ်နိုင်သွားတယ်အပြစ်မမြင်သေးရင်မဆွန့်လွတ်နိုင်ဘူးအပြစ်မြင်လာရင်ဆွန့်လွတ်နိုင်သွားတယ်တရားဓမ္မရဲ့အရသာကိုသိသွားလို့ရှိရင်ဉာဏ်ဓာတ်တွေကိုဆွန့်လွတ်နိုင်သွားပြန်တယ်ပေါ့တရားထိုင်လို့တမာတိတွေကောင်းလာတယ်ချမ်းသာမှုတွေရလာတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ကဘာနဲ့မှမလဲနိုင်တော့ဘူးလေနိက္ခမဒုက္ခကိုသူခံစားနိုင်သွားပြီအဲ့တော့ကာမဒုက္ခတွေကိုစွန့်ပယ်ပြီးတော့နိက္ခမဒုက္ခကိုခံစားနိုင်တဲ့အဆင့်ဆိုတာဒီလိုရောက်လာတာတဲ့ဘယ်ဟာပဲဖြစ်ဖြစ်လေ့ကျင့်ယူရမယ်မလေ့ကျင့်လို့ကတော့ချက်ချင်းကြီးရောက်မလာဘူးဘုရားမြတ်စွာဘုရားကသူ့အလောင်းတော်ဘဝတုန်းကအတွေ့အကြုံတွေကိုပြန်ပြီးတော့အဲ့ဒီသုတ်တံမှာဟောထားတာမှန်တယ်တဲ့သူပြောတာလွယ်လွယ်ကူကူနဲ့ကာမဂုဏ်အာယုန်တွေကိုအစွန့်ခွာနိုင်မှုတဲ့နိက္ခမဒုက္ခကောင်းမှန်းသိပေမဲ့ငြိမ်းချမ်းမှန်းသိပေမဲ့လို့မခံစားလို့မရသေးဘူးတဲ့ဒီလိုဆိုလိုတာနော်ကဲကောင်းပြီကာမဒုက္ခကိုယွံမုန်းပြီးတော့နိက္ခမဒုက္ခလို့ဆိုတဲ့တမာရီချမ်းသာတွေကိုခံစားခြင်းပြီလားလို့ဆိုတဲ့အခါကျတော့အလွယ်တကူနဲ့ခံစားလို့တော့မရဘူးကျင့်စဉ်တစ်ခုကိုကျင့်ကြရတယ်အဲ့တော့ကျင့်စဉ်တစ်ခုဆိုရင်သမထကျင့်စဉ်တစ်ခုကိုဘယ်လိုကျင့်မလဲသမထကျင့်ပုံကျင့်နည်းတစ်ခု
အလွယ်ဆုံးကတော့အလွယ်ဆုံးဆိုတာအာယုန်တစ်ခုကကိုယ်တဏ္ဍမှာအမြဲတမ်းရနေတဲ့အာယုန်တစ်ခုကဘာလို့ဆိုရင်နှာခေါင်းကရှူထုတ်နေတဲ့လေပဲပေါ့ခုကတော့အာနာပါနလို့ခေါ်ဘယ်လိုပဲခေါ်ထွက်လေဝင်လေပေါ့နော်ထွက်လေဝင်လေဆိုတာ24နာရီရနေတာပဲလေအမြဲတမ်းလာတာမိရမှာပြတ်သေးတယ်အာနာပါနအသက်ရှူတာရမှာမရတာနော်24နာရီရှူသွင်းရှူထုတ်လုပ်နေတာလေအဲ့တော့အဲ့ဒီပုံမှာအမျက်ထုတ်လို့ရတယ်အမျက်ထုတ်ရမယ်သမထကျင့်စဉ်ကျင့်မလားဝိပဿနာကျင့်စဉ်ကျင့်မလားနှစ်မျိုးစလုံးကျင့်လို့ရတယ်အာနာပါနကမ္မထာအဲ့တော့အာနာပါနကျင့်စဉ်တစ်ခုကိုကျင့်တော့မယ်လို့ဆိုတဲ့အခါမှာမြတ်စွာဘုရားကလမ်းညွှန်ထားတာတော့ဘယ်တရားပဲဖြစ်ဖြစ်ကျင့်ပြီဆိုလို့ရှိရင်တမာတိကိုဥတည်ပြီးတော့ကျင့်တာဖြစ်သောကြောင့်စိတ်ငြိမ်ရအရတ်မှကျင့်ဖို့လိုအပ်တယ်ပေါ့ဘာဖြစ်လို့တော့ဆိုအတန်နေကြားနေလို့ရှိရင်တမာတိတော်လည်းမရနိုင်ဘူးအဲ့တော့စိတ်ငြိမ်ရအရတ်ကိုသွားရမယ်စိတ်ငြိမ်တဲ့ကိုယ်အိမ်မှာစိတ်ငြိမ်ရင်လည်းကျင့်လို့ရတယ်ပေါ့အဲ့လိုကျင့်တဲ့အခါမှာအမျိုးသားတွေဆိုရင်တင်မြင်ခွေးထိုင်တယ်အမျိုးသမီးတွေဆိုရင်ထက်ဝက်ပလင်ဒူးတုပ်ပြီးတော့ထိုင်တယ်ခါထက်ကိုယ်လေးကိုမတ်မတ်ကလေးထားတယ်ထားပြီးတဲ့အခါမှာစိတ်တွေအလုံးစုစည်းပြီးတော့ထွက်လေဝင်လေလေးနှာသီးပြပုံမှန်လေးအသက်ရှူတယ်ပုံမှန်လေးရှူသွင်းကြည့်ပြီးတဲ့အခါကျတော့ရှူလိုက်တဲ့အခါထိသွားတဲ့နေရာနော်ရှိုက်ထုတ်လိုက်တဲ့အခါမှာထိသွားတဲ့နေရာအဲ့ဒီနေရာလေးနှစ်ခုစိတ်လေးထားပြီးတော့စိတ်လေးစိုက်ထားပြီးတော့ဝင်လေထွက်လေလေးကိုမှတ်နေရမယ်ထိတဲ့အချိန်လေးတွေကိုမှတ်နေရဆိုလိုတာထိတာကိုသိလိုက်တယ်ပေါ့နော်အဲ့ဒါလို့ထွက်လေဝင်လေလေးတဲ့အာယုပြုတ်ပြီးတော့နေပြီလို့ဆိုတဲ့အခါမှာဘာဖြစ်လာတော့ဆိုတော့တမာရီလေးရလာတာနဲ့တပြိုင်နက်သူကနိမိတ်ဆိုတာလေးကပေါ်လာတတ်တယ်နမိတ်ပေါ်လာတယ်နမိတ်ပေါ်တယ်ဆိုတာထွက်လေဝင်လေထဲမှာစိတ်အာယုဟာတည်ငြိမ်ကျသွားလို့ရှိရင်ဘာဖြစ်လာတော့ဆိုတော့ဒီလေလေးကမိဂိုရန်ကလေးလို့ဖြစ်လာတယ်သို့မဟုတ်အလင်းရောင်တန်းကလေးလို့တယောက်နဲ့တယောက်တော့မတူဘူးအမျိုးစုံခံစားရတယ်တချို့ကြတော့ဘောလုံးလေးတွေလို့တချို့ကြတော့ပရိလုံးလေးလို့လေလေးကနှာခေါင်းမှာဒီလိုလဲနေတယ်အဲ့ဒါမျိုးတွေအမျိုးမျိုးဖြစ်လာတယ်ဒါကလူတွေရဲ့အမှတ်တင်ညာကြောင့်ဖြစ်တယ်တမာတိလေးရလာပြီဆိုလို့ရှိရင်အဲ့ဒီနမိတ်အာယုံလေးတွေပေါ်လာတယ်အဲ့ဒီနမိတ်အာယုံပေါ်မှာဆက်လက်ပြီးတော့ရှုမှတ်ပြီးတော့သွားပြီဆိုတဲ့အခါကျရင်နောက်ဆုံးမှာအဲ့ဒီအာယုံလေးနဲ့တင်အကြာကြီးနေလို့ရတဲ့ဇန်ဆိုတာဖြစ်လာတယ်ပေါ့ပထမဇန်ဆိုတာပြန်တာပြောတာမဟုတ်သေးဘူးเนาะဒီအာယုံလေးပေါ်မှာရှုမှတ်ပြီးတော့နေတဲ့အခါဒီဇန်ပေါ်လာရင်ဘာတွေဖြစ်တုံဆိုရင်ကာမဂုဏ်အာယုံဒီခုနကမျက်စိကမြင်ပြီးပြောစရာရှာတာနားကနားထောင်ပြီးပြောစရာရှာတယ်ဆိုတဲ့ဒီရှာခြင်းမှုကာမပေါ်မှာဆန္ဒတွေအကုန်လုံးငြိမ်းသွားတယ်စိတ်ထဲမှာအလိုမကျဖြစ်တဲ့ဗျာပါဒလည်းငြိမ်းသွားတယ်နော်စိတ်အားတွေရော့ချတတ်တဲ့ဌိနမိတ်တာဆိုတာလည်းငြိမ်းသွားတယ်အိတ်ချင်မှုလည်းငြိမ်းသွားတယ်စိတ်လေလွတ်နေတဲ့သဘောတရားတွေလည်းငြိမ်းသွားတယ်တွေးပြီးတော့စိတ်ပူပန်တာဆိုတာလည်းမလာတော့ဘူးဒီကိစ္စအပေါ်မှာတန်တရားဖြစ်နေတာဆိုတာလည်းမလာဘူးဆိုလိုတာကကာမိသန္တာဗျာပါဒဌိနမိတ်တာဥဒိစ္စကောကောစဝိသိကိစ္စဆိုတဲ့ဒီနိဝရဏလို့ဆိုတဲ့အပိတ်အဆုတ်ကုသိုလ်တွေမဖြစ်အောင်ပိတ်ဆို့တတ်တဲ့တရားတွေဟာဒီလေးတိုက်လိုက်တဲ့အခါကောင်းကင်ယံမှာတိမ်နေကင်းသွားတယ်လို့ပဲစိတ်ထဲမှာအဲ့ဒီကာမိသန္တာဗျာပါဒဌိနမိတ်တာဥဒိစ္စကောကောစဝိသိကိစ္စဆိုတဲ့ဒီသဘာဝတရားတွေဟာချုပ်သွားတယ်သူကတရင်ကအားဖြင့်ဒီတခဏဝိက္ခမနပဟံနဲ့အဲ့ဓာတွေကိုဖယ်ပလိုက်တာတမာတိစွမ်းအားလေးနဲ့ခုထွက်လေဝင်လေပေါ်မှာမိပြီးတော့ဖြစ်တဲ့အာယုန်နမိတ်လေးပေါ်မှာတွေးနေတဲ့ဝိတက်စဉ်းစားနေတဲ့ဝိสารဒီကျင့်တ်နေတဲ့ပိဋိချမ်းသာနေတဲ့ဒုက္ခဒီကိုယ်လုံးဟာဒီညောင်းတာညံတာကြိုက်တာခဲတာတွေမရှိတော့ဘဲနဲ့ကျင့်တ်နေချမ်းသာနေတဲ့ဒုက္ခတည်ငြိမ်နေတဲ့တမာတိဝိတေဝိสารပိဋိဒုက္ခဧကဂတလို့ဆိုတယ်ဒီတဘာဝတရား၅ဦးဟန်ချက်ညီညီနဲ့ဒီအာယုံလေးနဲ့အလုံးလုံးပြီးတော့သွားနေပြီဆိုလို့ရှိရင်စိတ်ကလေးဟာဒီအာယုံလေးနဲ့စိတ်ကလေးနဲ့ဟာကော်နဲ့ကတ်လိုက်တယ်လို့သူကကတ်သွားခွာထုတ်လို့မရတော့အောင်ဒီစိတ်ဒီအာယုံပေါ်မှာစိတ်ကိုအပ္ပနာလို့ခေါ်တာပေါ့အပ္ပနာဆိုတာထည့်ထားလိုက်တယ်လို့ပဲသူကအာယုံနဲ့ကိုစိတ်ကလေးကိုထည့်ထားလိုက်တယ်လို့ပဲသူကကတ်သွားပြီးဒီအာယုံလေးပေါ်မှာကျဉ်းနှံ့ပြီးတော့နေတဲ့အနေအထားမျိုးစိတ်ကလေးငြိမ်သွားတဲ့အနေအထားမျိုးရပြီဆိုရင်ဒါပထမဇန်ရတယ်လို့ခေါ်တယ်
အဲ့ဒါပထမဇန်ကိုဝိဝေကာစပိတိဒုက္ခလို့ခေါ်တယ်နိဝရဏလို့ဆိုတဲ့ကာမအာယုန်တွေကနေကင်းကွာလွတ်လပ်သွားပြီးတော့နော်ကင်းကွာသွားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာမှုခုနတော့ကကာမဒုက္ခနော်အဲ့ဒီကာမဒုက္ခကိုဖယ်လိုက်တာနဲ့တပြိုင်နက်အခုကာမဂုဏ်အာယုန်နဲ့ကင်းကွာသွားတဲ့ဇန်အာယုန်တစ်ခုနဲ့ချမ်းသာဒုက္ခတစ်ခုရသွားတယ်အဲ့ဒီချမ်းသာကိုဝိဝေကာစပိတိဒုက္ခကာမဂုဏ်အာယုန်နဲ့လွတ်တော်အောင်လုံနိုင်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခတဲ့အဲ့ဒီချမ်းသာဒုက္ခကကာမဒုက္ခနဲ့စာလို့ရှင်ဘယ်လိုမှနှိုင်းရှင်လို့မရလောက်အောင်ချမ်းသာတယ်ကာမဒုက္ခဆိုတာလူတွေကမျက်စိကကြည့်ပြီးချမ်းသာခံရင်ဘယ်လောက်ခံနိုင်မှာတော့နားကသချင်းနားထောင်ပြီးပြောရင်ဘယ်လောက်နားထောင်နိုင်မှာတော့နှာခေါင်းကမှုကြိုင်တဲ့အနံ့ဘယ်လောက်ကြာအောင်ရှူနိုင်မှာတော့နော်လျှာကအရသာခံစားပြီးတော့နေတာဘယ်လောက်ကြာအောင်မအီခင်လေးတွေပေါ့နော်ခန္ဓာကိုယ်ကအထီးတွေပေါ်မှာခံစားတာလေခဏတည်းပဲအဲ့ဒီဟာတွေနောက်အလိုမကျမှုတွေနဲ့ပဲနောက်ကလာနေတာကာမဒုက္ခဆိုတာအမတန်မှတူတောင်းတယ်တဲ့အမတန်မှတူတောင်းတဲ့အချိန်လေးသာခံစားလို့ရတယ်ဇာနာဒုက္ခကြတော့အဲ့ဒါလို့မဟုတ်ဘူးတဲ့ဒီကာမဒုက္ခတဲ့အစပေါင်းများစွာချမ်းသာပြီးတော့ဒုက္ခဆိုတာမလာတော့ပဲနဲ့အမတန်မှငြိမ်းချမ်းတဲ့ချမ်းသာဒုက္ခတစ်ခုကိုခံစားလို့ရသွားတယ်ဒီလိုဆိုတာနော်အဲ့ဒီချမ်းသာဒုက္ခကိုနိက္ခမဒုက္ခဆိုတဲ့ချမ်းသာဒုက္ခကိုဘာနဲ့မှရနိုင်တော့ဆိုလို့ရှိရင်အခုသမထကျင့်စဉ်တစ်ခုအကျင့်ခုအာနာပါနကျင့်စဉ်တစ်ခုပြောတာတော့လွယ်လွယ်လေးပဲပေါ့ကျင့်စဉ်ကဒါပဲပေါ့နော်သို့တော့လက်တွေ့လုပ်ဖို့လိုအပ်တယ်ပေါ့လက်တွေ့လုပ်လို့ရှိရင်မိမိရဲ့ပါရမီအားလျော်စွာဒီအဆင့်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ပေါ့ပထမဇန်ချမ်းသာရသွားတယ်နောက်ဒုတိယချမ်းသာဆိုတာဒီဝိတက်ကိုဖယ်လိုက်မယ်ဝိစာရကိုဖယ်လိုက်မယ်ရှေ့ကတွေးနေတာတွေစိတ်ကူးနေတာတွေမပါတော့ဘူးဆိုတဲ့အခါကျတော့သူကပို့ပြီးတော့ချမ်းသာဒုက္ခရသွားတယ်နောက်တစ်ခါပီတိကိုဖယ်လိုက်တယ်နောက်တစ်ခါဒုက္ခကိုဖယ်လိုက်တယ်တမာရီစွမ်းအားတွေဟာတက်သွားပြီးတော့ဒီနိက္ခမဒုက္ခတွေဟာအဆင့်တစ်ခုတည်းတစ်ခုပိုမြင့်သွားတဲ့အနေအထားမျိုးတွေကိုရောက်သွားတယ်နောက်ဆုံးမှာခုနကအာလာရကာလမတို့ရသွားတဲ့အဆင့်အတန်းမျိုးထိအောင်ရရှိသွားနိုင်တယ်လို့ဒါကသမထကျင့်စဉ်နဲ့ကျင့်လို့ရှိရင်ရနိုင်တဲ့ဟာနော်ဒါအာနာပါနနဲ့တင်ကျင့်လို့သမထကျင့်စဉ်တစ်ခုပေါက်ရောက်ပြီးတဲ့အခါမှာဒီတမာရီစွမ်းအားနဲ့နိက္ခမဒုက္ခကိုရရှိခံစားနိုင်ပါတယ်တဲ့အဲ့ဒါတွေကိုပြောတာအဲ့ဒါလို့ကျင့်တဲ့အခါမှာခန္တီဆိုတာအရေးကြီးတယ်ပေါ့ညောင်းတာညံတာစပြီးတော့ဇွဲကောင်းကောင်းနဲ့လှုပ်ဖို့ကျင့်ဖို့အမှန်တမ်းအရေးကြီးတယ်အဲ့ဒါလို့ကျင့်ကြံကြုတ်ကိုအထောက်နိုင်တဲ့အခါကျတော့မှဘာဝနာကျင့်စဉ်တစ်ခုကြတော့သမထကျင့်စဉ်တစ်ခုအောင်မြင်ပြီးပြီဆိုတဲ့အခါနောက်ဆုံးမှာအဘိညာဉ်တကိုးတွေဖန်ဆင်းနိုင်တာတို့ရှမောက်ကလန်တို့လိုတကိုးရာတွေဖြစ်တာတို့ဆိုတာတွေအားလုံးဟာဒီသမထကျင့်စဉ်ရဲ့အစွမ်းတတ္တိတွေကြီးပဲအကုန်လုံးစိတ်ကိုအာယုန်တစ်ခုတည်းပေါ်မှာထားပြီးတော့ကျင့်အဲ့ဒီသမထကျင့်စဉ်ဟာကမ္မထန်40ဆိုပြီးတော့မြတ်စွာဘုရားဟောထားတာကိုစုစည်းပြီးတော့ပြထားတာနော်ကမ္မထန်40ဒီအာနာပါနတွေမဟုတ်ဘူးတခြားအကျင့်တွေနဲ့လည်းကျင့်လို့ရသေးတယ်ကတိုင်းနဲ့ကျင့်မလားဘာနဲ့ကျင့်မလဲအဲ့လိုကျင့်သမျှဒီအာယုန်တစ်ခုပေါ်မှာသူကပညာအာယုန်တစ်ခုပေါ်မှာစိတ်ကိုငြိမ်သွားအောင်လုပ်တဲ့ဤစနစ်တစ်ခုပေါ့အဲ့ဒါကိုသမထဆိုတာတချို့ကသမထကျင့်စဉ်ကိုအပြစ်ပြောကြတယ်အပြစ်ပြောเสียမလိုဘူးသမထပဲကိုပေါ့အောင်ကျင့်ပါအောင်မလွယ်ဘူးเนาะသမထကျင့်စဉ်ဆိုတာမကျင့်ရတဲ့အကျင့်မဟုတ်ဘူးအပြစ်ပြောရမှာအကုသိုလ်ပဲပြောရမှာအကုသိုလ်ကမလုံးနဲ့လို့ပြောရမယ်သမထကိုမကျင့်ရဘူးလို့မပြောရဘူးเนาะဘာလို့လဲဆိုသမထကုသိုလ်လေကုသိုလ်ဆိုတာမလုပ်ရဘူးလို့မပြောရဘူးဒီကုသိုလ်မျိုးဖြစ်ဖို့ဆိုတာတောင်အမှန်တမ်းခဲရင်တယ်ဒါလေးနဲ့တင်မကျေနပ်နဲ့လို့ပြောရမယ်ပြောခြင်းပြောလို့ရှင်ဒါနလေးနဲ့လည်းမကျေနပ်နဲ့သီလလေးနဲ့တင်မကျေနပ်နဲ့သမထကျင့်စဉ်လေးနဲ့တင်မကျေနပ်နဲ့အောင်လို့လုပ်ဆရာတွေရှိသေးတယ်လို့ဒီလိုပဲပြောရအောင်အေးသမထကျင့်စဉ်မကျင့်ရဘူးလို့ပြောရင်အဲ့ဒါသာသနာပြည့်ဖြစ်လိမ့်မယ်နော်မြတ်စွာဘုရားလက်ထက်ကသမထကျင့်စဉ်ကြီးကျင့်ပြီးတော့မှဝိပဿနာကူးတာခဏခေတ်မှလည်းပဲအဲ့ဒီစနစ်တိုင်းသွားနေတာတွေရှိတယ်ပေါ့ဒီဒါကြောင့်မို့သမထကျင့်စဉ်ဆိုတာတမာရီကိုထူထောင်တာဘာကြောင့်သမထတို့ခေါ်တာတော့ဆိုရင်နိဝရဏတရားတွေကိုငြိမ်ဝတ်သွားစေတာတော့ကြောင့်သမထလို့ခေါ်တာနိဝရဏတရားဆိုတာဘာကြောင့်နိဝရဏခေါ်တော့ကုသိုလ်စိတ်တွေမဖြစ်အောင်ဆုတ်ပိတ်ထားလို့နိဝရဏလို့ခေါ်တာအဲ့ဒီတရားတွေကဘာတွေတော့ဆိုကာမဂုဏ်ခံစားခြင်းနဲ့စိတ်တွေတို့အလိုမကျတဲ့ဗျာပါဒတို့နော်ကုသိုလ်ကောင်းမှုနဲ့တွေ့လို့ရှင်စိတ်အားဆုံးနေတဲ့ဌိနမိတ်တာတို့
စိတ်လေလွင့်နေတဲ့ဥဒိစ္စပူပန်နေတဲ့ကုက္ကုစတန်တရာဒုလောတွေးတောပြီးတော့အလုံးမဖြစ်တဲ့ဝိသိကိစ္စအဲ့ဒီတရားတွေကိုအကုန်ဖယ်ရှားပလိုက်တာနော်ဖယ်ရှားပြီးတော့ငြိမ်ဝတ်သွားလောက်လုပ်ပြီးတော့တမာတိကျင့်စဉ်တစ်ခုဟာအောင်မြင်ဖြစ်သွားတယ်အဲ့ဒီတမာတိကျင့်စဉ်ရဲ့စွမ်းအားကိုယူပြီးတော့ဝိပဿနာဆက်ပြီးတော့ကျင့်မယ်ဆိုလို့ရှိရင်ဘယ်ဖို့နိဗ္ဗာန်ထိအောင်ရသွားနိုင်တယ်လို့ဒီလိုဆွလို့တာနော်အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့အောင်မြင်ကြီးပွားဖို့အရာအတွက်အခုလိုကာမအာယုန်တွေကိုဆွန့်လွတ်ပြီးတော့ကာမဒုက္ခကိုဖယ်ရှားပြီးတော့နိက္ခမဒုက္ခကိုရောက်အောင်ကြိုးစားတာဟာလည်းပဲအောင်မြင်ကြီးပွားမှုတစ်ခုပဲပေါ့နော်တရားဘက်ကနေအောင်မြင်လာအဲ့ဒီအောင်မြင်ကြီးပွားမှုရဖို့ရလည်းပဲလူစွမ်းအားကိုယ်တဏ္ဍာမှာပဲကိုရှိတယ်ကိုယ်တဏ္ဍာမှာပဲတည်တယ်အဲ့ဒီစွမ်းအားတွေကိုအသုံးချပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်ရတယ်ဆိုတာသဘောကျပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း